ကျေးဇူးတော်ရှင်အက္ခမဟာပန္တိတမောဂုတ်ဆရာတော်ဘုရားကြီးအမရပူရမြို့မင်္ဂလာရိပ်သာဓမ္မယုံကြီးဘော်တွင်24ရက်တလ55ခုနှစ်၌ဟောကြားဆုံးမတော်မူအပ်သောသောတာပန်တည်ခြင်းအကြောင်းတရားတော်မာဂရုရေးကြည့်တယ်ဗုဒ္ဓဘာသာဘုန်းကြီးတို့ငါတွေဘုန်းကြီးပြောရပါတယ်ဘုရားသင်္ချတ်တိုင်းစားလို့ပဋိမပါရင်ဘယ်လုံးမှမဖြစ်ဘူးဆိုတာကိုလည်းပြောပြီးဘာဝံကတိယရေးကြီးတယ်ဆိုတာသိချာမှတ်ကြပါပဋိသင်္ချတ်တဲ့ကစားလို့ဘလို့သံဃာရင်ဒီဘဗရဗံဘုဒ္ဓံတာတွေဝယ်ချက်ထား냐တော့လေရတဲ့ရှိမှုမှာလည်းစိတ်မဖြစ်နိုင်ဘူးပါပါဗျာဒါကြောင့်လို့စားလို့လို့ပါဗျာတို့လိုပဲဝိပဿနာလို့လုပ်တဲ့နေရာဌာနမှာဖြစ်စေတခြားနေရာဌာနမှာဖြစ်စေဓမ္မတို့ပဋိမပါရင်ချွတ်ချွတ်ချော်ချော်ဖြစ်မယ်ဆိုတာသိချာမှတ်ပါရင်းမိရကြောင့်ပဋိဟာသူတင်ရေးကြည့်တော့ပဲဆိုတာမှတ်ပါအဲ့ဒါဒီနေ့ဟောမှာပဋိကဘာလို့မေးလို့ရှိရင်စိတ်ကြိုစိတ်ကြမှုကဒီဝိရတိကမကုန်မဲဖြစ်စိတ်ကြိုစိတ်ကြမှုကဒီဝိတိအာတာဝိသံဃနာပရိမာဝိနည်းလောကေပိစ္ဆထုံးနာတံဓမ္မရိယာတို့ဝိဒါရနေတဲ့အခါကျတော့လူကြီးလေးရတဲ့ဒိတ်ဆရာတော်ကြီးလည်းပြန်တော့တာလေးကျိုးဆက်ချက်ကျိုးဆက်ရတဲ့အခါကျတော့ဝေဒနာလေးဖြစ်ဖြစ်ရှုနေရမှတ်တယ်နိုင်သွားထိုးထုံးနိုင်သွားဘာလို့လဲဒီလိုရှိသေးတာအဲ့ဒီတော့နိုင်သွားတဲ့အခါကျတော့ဘုန်းကြီးဓမ္မတွေသိထားလိုက်တယ်တန်ခိတ္တစိတ်ဖြစ်တယ်လို့ဆိုတန်ခိတ္တတွန့်လို့တဲ့စိတ်တိုင်းလို့ရှိမနေတဲ့စိတ်ပေါ့ဗျာဟုတ်ပါအဲဒီတန်ခိတ္တစိတ်ဖြစ်တယ်လို့တန်ခိတ္တဆိုတော့ဘာသာလေးမတော်လို့ဆိုလို့ရှိရင်ဓမ္မတော်မှာတော့ဒီနည်းနဲ့ပြောစမ်းပါဆိုလို့ရှိရင်ကိုယ်စိတ်ကိုမနိုင်တဲ့စိတ်ဟုတ်ပါကိုယ်စိတ်နဲ့ကိုယ်စေတသိက်ကိုမနိုင်တဲ့စိတ်မနိုင်တဲ့သဘောပဲဟုတ်ပါကိုယ်စိတ်နဲ့ကိုယ်စေတသိက်မနိုင်တဲ့သဘောပဲဒီလိုနာလာပြောရမှာဆိုတော့အများဆုံးဆိုတော့ခိနာနဲ့မိဒ္ဓာရင်းရခိနာမိဒ္ဓာကိုဖြင့်ဓမ္မတို့တရားတော်ကိုလည်းဘုရားဝေဒနာလေးရှုနေဝေဒနာလေးရှုဘာမှမတွေ့ဟာရယုကိုရှုဟာရယုကိုမှရှုလို့ရှက်လို့အထုတ်တဲ့စိတ်ကလေးကဝေဒနာပဲရှုကောင်းရင်ဒုက္ခဝေဒနာရှိုက်ကောင်းရင်ဒုက္ခဝေဒနာပဲလို့ဘုရားသင်ထားဟုတ်လားသင်ထားတော့ဉာဏ်လေးကအဲ့ဒီလက်ဆိုင်ဆိုင်နေမှတန်တယ်ဓမ္မရိကလွန်တဲ့ခါဓမ္မရိကလွန်သွားတယ်ကဆင်းရလွန်သွားတော့ဒီနောက်ကြီးကပဲကူးဆိုရင်းရလားဓမ္မရိကမှဘာပဲကူးအဲ့တော့ကူးလည်းကူးရပါလိမ့်မယ်အဲ့ဒါဒီနောက်ကြီးကဖြစ်လာတယ်အဲ့ဒီဒီနာမိတ်ကဖြစ်လာတဲ့အခါကျတော့ဓမ္မတွေကခင်ဗျားတို့တော်လောက်ပါပြီဆိုပြီးထိုးအိတ်ချင်အိတ်တက်တယ်ဟုတ်ပါအဲ့ဒီတော့အဲ့ဒီရှင်းဖြင့်ဒေခင်ကိုမကြီးရဲ့ဒီနာမိတ်တံဘန္တာကာရံလို့ခေါ်လိုက်ဟုတ်ပါဒီနာမိတ်ကဒီနာမိတ်ကဝန်လို့ဟောတဲ့ပုဂ္ဂိုလ်ကြီးဘန္တာကာရံအောင်ကြရတဲ့တူကြီးဟုတ်ပါထောင်ကြရမယ်ဒီလိုပဲဘာလို့ထောင်ကြရလဲထောင်ကြတဲ့ပုဂ္ဂိုလ်ကြီးဒီမဲ့ကလည်းပဲအေးဒါတွေချမ်းသာတွေနိဗ္ဗာန်ချမ်းသာတွေဘောရံကံတွေလောကီလိုအဖြစ်ရှင်များတယ်လေထောင်ကြနေတဲ့ပုဂ္ဂိုလ်ပါဆိုင်သေးတယ်ဒီမှာလည်းဘုန်းကြီးတို့ဓမ္မတွေမှတ်လိုက်စမ်းပါဒီနာမိတ်တော့ကိုအဲဒီနာမိတ်ကဝင်လာပြီလို့ဒီနေ့တော့အိပ်ပါအောင်မယ်ဆိုပြီးအိပ်လိုက်လို့ရှင်ဒီနာမိတ်ကနောက်ကနေပြီးအိပ်တဲ့ဝင်စိတ်လိုက်လာတာထောင်ကြတာပဲလို့မှတ်လိုက်ပါထောင်ကြတာပဲလို့ထောင်ကြတယ်ပြောရအောင်ဆိုလို့ရှိရင်ဖြင့်ကောင်းတဲ့အာရုံအစရှိသည်တို့ကိုဘယ်ခါကာလမှမတွေ့ရတော့အိပ်တယ်ဆိုတော့ဘယ်မှမသိတော့ဘူးနောက်ဘဝရဲ့ကံကမ္မနမိတ်တွေအောင်ပြုနေတော့သိသေးရဲ့မသိတော့ဝိညာဉ်ဓမ္မတွေထောင်ကြတဲ့လူကြီး
လောကကြီးထဲမှာဖြစ်နေတဲ့အဖြစ်အပျက်တွေနားလည်ရသေးရဲ့ဒီမှာလည်းဒိနာမိတ်တာကိုဒကာရမတွေကဒီမှာငိုက်လေလာပြီလေအဲ့လိုကောင်းမယ်ဆိုလို့ရှိရင်ဖြင့်တန်မြတ်ထောင်တယ်ကြပြီလားအောင်မေပြီတော့တန်မြတ်ထောင်တယ်ကြပြီဆိုတော့ချမ်းမဟုတ်ပါဘူးခင်ဗျားတို့လူ့ဘဝရပါလို့တောင်းတဲ့ထဲကမှလူ့ဘဝရတဲ့ထဲကမှထောင်ကြတဲ့နှစ်တည်လာတယ်နှုတ်ပလိုက်တယ်လူ့ဘဝမှာအသက်တူဒါလေးနဲ့ကြံတော့တယ်ရှည်တော့ကြံသေးတယ်ထောင်တဲ့နှုတ်ပလိုက်တယ်ဒီမှာလည်းအိတ်ပလိုက်တဲ့အခါကျတော့အိတ်ကတည်းနှုတ်ပလိုက်တဲ့အတွက်ခင်ဗျားတို့မှာတော့လောက်ရောမလို့ဘယ်လိုမှမမြင်တော့ဘူးဟာအိတ်ကနှုတ်လိုက်လို့ရှိရင်30မိနစ်နဲ့ဟာလား6လပဲကျန်တော့ကဲထောင်ကြိုက်ဒီမှာတော့ဝင်လာတယ်နဲ့ရမတွေငုံကြီးတဲ့ဝင်လာတာနဲ့ဒါကြတဲ့နိုင်လာပြီးအိတ်ရောမှပဲဆိုရင်ခင်ဗျားတို့လူ့ဘဝရတာဘယ်လောက်တုံးလို့မေးလို့ရှိရင်ဖြင့်55နှစ်တန်းဖြစ်ခဲ့တော့အဲ့ဒါထောင်ကြတဲ့အချိန်ကြီးနှုတ်လိုက်ပြီးရှိတော့ဟုတ်လား30နဲ့ဘယ်လောက်တော့နှစ်နဲ့6လဒါလေးလူ့ဘဝရအမလေးတရားဓမ္မတွေထောင်ကြတဲ့ထောင်ကြတာတော့နှုတ်กว่าမနာဘူးလေအဲ့ဒါငါတို့ကထောင်ကြတယ်လို့မသိဘူးတရားဓမ္မတွေအိုးကျုပ်အိတ်ကံစားကောင်းနေကျူနှက်လိုက်တာအမလေးတရားဓမ္မတွေကလူ့ဘဝရတာကထောင်ကြခံမလို့လာတာလားဟုတ်ပါဘူးသံဃာကံမလို့လာတာလားသံဃာကြီးကထွံ့မြောက်အောင်အဘယ်မျိုးတွေကကျွတ်လွတ်လာတဲ့အချိန်သံဃာထဲမှာထွံ့မြောက်ပြီးအဝိနာပဲဒီပဲသိရကိုရောက်ဖို့တက်လာကြတာဗျာအဲ့ဒါသံဃာက30မိနစ်နဲ့6လောက်ကြာလိုက်တယ်ဆိုတော့တောင်းခင်တော့ကြံသေးရဲ့အိတ်ကနှုတ်ကြနော်အောင်ကြတယ်အိတ်ကနှုတ်လိုက်ဓမ္မတူတော့ဘယ်လောက်ကြောက်ရလဲဒေါ်ရှူတော့ဒေါ်ရှူပါအိတ်တယ်လို့ပြောကြတယ်ဒါကတကယ်ပြောရတာပဲတကယ်ပြောရတာဘယ်လိုလဲဓမ္မတွေဒီမှာမိကဝင်လာတော့အိတ်လို့ရှိရမနော်ဘာဖြစ်တယ်လို့သင်ကြသံဃာရဲ့ပုဂ္ဂိုလ်ကြီးဘုရားပွင့်လည်းမဖူးရပါဘူးတရားတွေဘယ်လိုပဲစီရင်တည်နေရတယ်လဲသူကြားရဘယ်ကြောင့်ဆိုတော့ထောင်ကြအဲ့ဒါတရားတော်မှတွေကလည်းထောင်ကြခံရလိုက်တာလမ်းထောင်ကြသိခံရလားဟိုမိုက်ရလူစုတွေသဘောကျလားထောင်ကြတယ်များနေတယ်ဒီကံလေးတွေကကိုတော့နှုတ်ပိုက်တယ်ဆိုတော့ဗျကြောက်ကြံကောင်းအဲ့တော့ဘယ်မှာလဲဒီဥစ္စာဒီကားလို့ဆိုလို့ရှိရင်ဖြင့်တော့လူဘဝရတာလားထောင်ကြတာလားမေးကြတယ်မှာလူတွေကထောင်ကြတာဆိုရင်လည်းစိန်တွေကတော့ဆိုအိတ်တဲ့ဟိဒီကစင်းကြားပြီးဟုတ်ပါလားပြီးတော့လမ်းမထားတဲ့ဟိပါပါလူကြီးပဲဟုတ်ကွာအသားနဲ့ဒီလိုထောင်ကြတာသူကငါကလာတာရှိနိုင်ရှိထောင်ကြတယ်ဆိုတော့ဒီလိုမရဘူးလားဒါလည်းဒါမှမဟုတ်ကြတယ်လားမကြွချင်တော့ဘူးဒါကတော့ကြွချင်တယ်လားမကြွကြပါနဲ့တော့ထောင်ရက်ကများတယ်နော်ဒီတိုင်းတွေကတောင်တော့လောက်နှုတ်လိုက်သေးတယ်ဘယ်လိုများတော့ဘယ်နဲ့ဆက်တယ်အောင်ဆိုတော့ပါဘူးရုပ်မကြဘူးဘယ်လိုလဲနည်းနည်းလောလောမှဓမ္မရဲ့ဆက်တယ်လို့ရှိရင်ဖြင့်အရင်ကကတော့ထောက်ထောင်ကြီးသဘောမကျသေးတဲ့နဲ့ဆက်တယ်ရတာပဲရှင်းပြီလားဒါကြောင့်သင်္ကန်းလိုက်တာဘာနာကာရံလို့ဘုရားကဟောလိုက်တယ်မတန်းလိုက်ရှင်းတ်တာရှင်းတ်ဟုတ်ဆိုဟုတ်ပါအဲ့ဒါသောကံကရမကြီးကဒုရဓမ္မတွေနဲ့အပေကလည်းတက်လာခဲ့ရတယ်လူပြေရောက်ပြန်တယ်ထောင်ကြနေဦးမယ်ဆိုလို့ရှိရင်ဆိုပြီးဆိုရရဲ့ဆိုပြီးဒီကရာဒီမှာမေတ္တာကင်းပြီးသံဃိကစိတ်တံသံဃိကစိတ်တံဒီပဇာနာတိဒီမှာမေတ္တာဖြစ်တဲ့ဩဒီမှာမေတ္တာစိတ်ကိုဖြစ်ပြီဆိုတာလေးနောက်ကညံညံလိုက်တဲ့ညံညံလိုက်တဲ့ကားနောက်တဲ့စိတ်ကလေးဖြစ်လာတယ်နောက်တဲ့စိတ်တစ်ခါထိုးမလဲတဲ့ကံနဲ့ဒီနောက်တဲ့စိတ်ကလေးဒီကားလို့သင်ဖြစ်မိစ္ဆာလေးပဲဖြစ်ပြီးပြတဲ့မိစ္ဆာလေးပဲပြန်ရှုသဘောကျပြန်ရှုလိုက်တော့ညံမလားဘူးညံလာတော့ညံကအိတ်တဲ့စိတ်ဟူသေးရဲ့မိုးတဲ့စိတ်ဖြစ်ကဲဒါစိတ်မလားနားလည်ပါလားမင်းရုပ်တဲ့ဘက်ကနားလည်ကြတယ်ပါကွာနော်ဒါကြောင့်ဒီနာမိတ်ကဆိုရင်ငိုက်တဲ့မြည်တဲ့စိတ်လာတိုင်းလာတယ်ဒါလေးကငိုက်သွားတယ်
မနိုင်လို့မိုက်သွားတယ်ဆိုတော့ဒါလူရတွေသာဆိုတော့စောင်းများပြောနေလို့အဖို့မင်းရှိဘူးလားဘာတူကိုရုံးဘူးလားလူရတွေကမသိတတ်တော့ရှင်းပါ့ဆိုရှိဘူးကမလုံးတော်ပြီးတော့မသိတတ်ကြတာအဲ့ဒါဒီမှာလည်းဒီကားလို့ဆိုလို့ရှိရင်ခဏဒါနဲ့အစားလေးများပြန်လာပြီဆာရတော့ဆာလို့သမီးစားတဲ့အိတ်ချင်ဟုတ်လားဝါရတော့ဝါလို့အိတ်ချင်ဒါပါတော့နဲ့သိမမိတာအဲ့ဒါလာတိုင်းလာတိုင်းခင်ဗျားတို့ပြုလို့သာလိုက်ရမယ်ဆိုရင်သိမမိတာလည်းပြီးရဆောင်လိုက်ကြတယ်ဆောင်ကြတာတန်ခါကြီးကမှငါကမသိဘဲနဲ့နေခဲ့ရတဲ့အဲမှာတကအဲ့ဒီကလာမသိရလို့ကြီးနဲ့နေလိုက်ပြန်တော့မသိတာတိုးတက်ဝါကြကြအဲ့ဒါမသိတာတိုးတက်လာတော့တာပဲအဲ့ဒီလိုမျက်နှာမှာဆိုးတဲ့ဘုရားကသင်္ဃမေကမုဒ္ဒံဘာနာတန်ခိတ္တတန်ခိတ္တဆိုတာဘာရောလဲဆိုတော့သင်္ဃမေကဖြစ်တယ်အဲ့ဒီသင်္ဃမိတ်တာဖြစ်တိုင်းဒကာရမတွေကသင်္ဃမေကဘယ်မှာဖြစ်ပါလဲလို့ပြောတဲ့အခါကျတော့ကျွန်တော်တို့ပြောလိုက်ခေါင်းကနိုင်တော့ခေါင်းနဲ့ဖြစ်တယ်လို့ထင်နေမဟုတ်ဘူးဟုတ်လားရုံးနေလားခေါင်းကနိုင်တာမဟုတ်ပါဘူးတဲ့ခင်ဗျားတို့အတွင်းကဒီမှာမီးထွန်းကြတယ်လို့စိတ်ကထွန်းတာပါဒီနေရာကမီးလင်းနေတာမဟုတ်ပါဘူးစိတ်ကလည်းလင်းလိုက်လို့ဒီကူးဆက်လာတာပါဒီနေ့ကဟာရယထုပေါ်မှာပေါ်လို့မှတ်ဒီနေ့ကဘယ်မှာပေါ်တော့ဟာရယထုမှာပေါ်တော့အဲ့ဒီဟာရယထုပေါ်မှာဒီမှာမရလည်းပေါ်ပြီးတော့ငါ့တော့ဆိုလို့ရှိရင်ငါ့ရှင်တဲ့စိတ်လေးပေါ်လာတယ်ဆိုလို့ရှိရင်သူ့ပေါ်မှာသူလေးကဖြစ်ပြပဲလို့နောက်ကညာနဲ့ညာနဲ့လိုက်အဲဒီအတူပေါ်မှာသူဖြစ်ပြီးပြတ်သွားတဲ့ဓမ္မလေးပဲဆိုတာသဘောကျအဲဒီဖြစ်ပြကလေးကိုကျွန်တော်တို့ရှုလိုက်လို့ရှိရင်အိတ်တဲ့စိတ်လာသလားနိုးတဲ့စိတ်လာသလားအဲဒါပြန်နှိုးတာတော့ခင်ရေးမိလားပြန်နှိုးတာနော်ဒီတိုင်းမှာပြန်တခါတော့ထွေးရင်မှာပေါ့ဒီဝိပဿနာကမရှိရင်တော့ဆန်းနေထွေးအောင်စနေမဟုတ်ဘူးမနဲ့တဲ့ခေရမဟုတ်ဘူးကမနဲ့တဲ့ခေရပြင်လို့ရတယ်တဲ့ခေရမဟုတ်ဘူးဒါရင်လည်းအားလုံးရေးမိကြလားဒါရင်သင်္ကန်းကလာရမ်းလာရင်ဘာလို့อ่ะသူကဘယ်နေရာမှာဖြစ်ပြီးပြတ်တာညံ့တဲ့ဘက်မှာဘယ်ကနေရှိရမှာဟာရတုဘောမှာဟာရတုဘောကနေရှိရတယ်ဒီဘောမှာဖြစ်တဲ့တရားကိုနောက်ကနေသိတယ်ဆိုတာမသိရဘူးလားအဲဒါကဟာရတုဘောကသင်္ကန်းမိတ်ကဖြစ်ပြီးပြတ်သွားတယ်ဒီနောက်ငံကလည်းဒီဘောကနေရှူအဲ့လိုလာတော့အရင်ကဒီနာမေကဒီဘောနဲ့အိတ်တာဘူးပေါ့မဟုတ်လားအခုတော့ဒီဘောနဲ့ငုံနေတယ်ကဲအိတ်တုံးကဟာရယတုဘောမှာဒီနာမေကလာလို့အိတ်ဖြစ်တယ်အခုဒီဘောမှာညာရင်းထားလိုက်တော့အိတ်စိတ်ရနိုးစိတ်အဲ့ဒီနိုးစိတ်ကလေးကိုဘုရားအလိုရှိတဲ့နိုးစိတ်ရှင်းကြလားအဲ့ဒါကြောင့်မောဟရိဟုသောအိပ်ပျော်ခြင်းမှာနိုးတော်မူသောဆိုတာဘယ်တကယ်ကရမကြီးဟာရင်ပါဠိရဲ့ပါဘူးလားမောဟရိသောအိပ်ပျော်ခြင်းသင်္ကမေရိသောအိပ်ပျော်ခြင်းမှာငါဒီနိုးတော်မူတယ်ဒါကြောင့်ဘုရားဖြစ်လာတယ်ဆိုနိုးလို့ဘုရားဖြစ်တာအခုလည်းဒိဋ္ဌိနဲ့ရှိရတဲ့ဉာဏ်ပေါ်မလားဉာဏ်ပေါ်တော့မနိုးဘူးလားအဲ့ဒီနိုးတဲ့ပုဂ္ဂိုလ်ကတော့ဒီမှာပဲနိုးတဲ့ပုဂ္ဂိုလ်ကတော့ဒီမှာပဲဒါတော့မှရင်းရဒါဆိုရင်ကျွန်တော်တို့ဆောင်းနှုတ်တာမကောင်းဘူးခင်ဗျအသက်ပေါင်းဆောင်းနှုတ်တာအိတ်စိရင်းရအဲ့ဒါလူဖြစ်တာလားတဲ့ဒီဆက်ထောင်ကြတာလားထောင်ကြတယ်နှုတ်ကြအောင်ပြထောင်နဲ့နှုတ်ကြအောင်အလျှော့တဲ့လူပါလေလုံးကြစမ်းပါရင်းပြီလားအငါကြတဲ့ပုဂ္ဂိုလ်များကြတော့အလျှော့တဲ့ကလေးတွေအာရုံလူရှိဘာလို့အလိုရှိကလေးလို့မဲလို့ရှိရင်ဖြင့်ကျွတ်ချင်လို့ချင်ဘယ်မှာမဲထောင်ကြတဲ့ပုဂ္ဂိုလ်ဘာလို့ရှိတယ်ကွာဆက်ချမ်းလို့မရှိဘူးလားလျှော့တဲ့တော့မမလျှော့ပြီးထောင်မှုတော့ပြတ်မယ်ဆိုရင်သာမကျင်တော့ဘူးဘာကြောင့်မင်းကထောင်ကြတဲ့ပုဂ္ဂိုလ်ကဒီမှာလည်းကျွတ်ချင်လို့ချင်လို့ဒုက္ခပင်လာရနေတဲ့နေရာမှာကျွတ်ချင်လို့ချင်လို့ရှိရင်ထောင်ကြတဲ့ကနှုတ်ကြအောင်ကွာနှုတ်ချက်နှုတ်ချက်ပါဦးဘောင်းကဘယ်တော့နှုတ်အောင်မှာအဲ့လိုကနှုတ်တော့ခင်ဗျားတို့ဒီမမလို့ရှိရင်ပြန်မှာခဏထောင်သားလုံးမှာမလိမ့်မှာဖြစ်သဘောကျဟုတ်တယ်ဆောင်းသားဆိုတော့ချဲ့ရည်
ဒါဒီကဒီလိုရှိတာပေါ့ဘာလို့လဲလုံးများဒီမှာတော့ဓမ္မတွေနိုင်တော့အိနေမှာဆိုတော့ကျူးဆောင်လို့ချင်တယ်ထောင်တော့ရှိကြတယ်အမလေးကြောက်ရပါလားအဲဒီလိုကတော့ဟောကြလားထောင်တော့ရှိရင်လေကမရှိဘူးအဲ့ဒါကရှိနေတာမရှိဘူးတော့အဲ့ဒါကြောင့်ဓမ္မတွေမရှိရင်လို့ရှိရင်ဖြင့်ဒီတိုင်းကလောက်ကြစမ်းပါအဲ့ဒါဒီနမိတ်ကလာတယ်ဆိုလို့ရှိရင်ဖြင့်ဒီနည်းညတရားဟာဓမ္မတွေခင်ဗျားဒီနမိတ်ကလာတိုင်းဖြစ်ဖြစ်ရှိလိုက်လို့ရှိရင်ခင်ဗျားတို့ဝိပဿနာသက်ရှည်သွားပြီလားဝိပဿနာသက်ရှည်အောင်ပေးနေတဲ့တရားဝိပဿနာသက်မုတ်သွားမှာဆိုလို့ဝိပဿနာသက်တွေချုပ်သွားမှာဆိုလို့ခင်ဗျားရှည်အောင်လို့ဉာဏ်မြစ်ပေါ်လာတယ်ဆိုတော့ဉာဏ်ဆိုတော့နိုးတာခင်ဗျာလည်းခဏကပြောရတယ်ငါဒီဘုရားမြတ်မောဟပြီးတော့အိပ်ပြောခြင်းမှာနိုးတော်မူသောကြောင့်ဘုရားဖြစ်သူရောက်လာတယ်ဒီမှာဓမ္မတွေနိုးရကြလားနိုးတာဘယ်လိုကြလဲဒီနေ့မိတာလာတိုင်းပါလို့ရအဲဒီတော့ဖြစ်ဖြစ်ရှိကြဒီနေ့မိတာချုပ်သွားတယ်ဟုတ်လားရှိတဲ့ဉာဏ်ကပေါ်လာဘောလာတော့ဉာဏ်နဲ့နေတယ်ဆိုတော့ဘုရားအိပ်တာကနိုးတာအဲဒါကြောင့်ဒီနိုးလာလို့ရှိရင်ခင်ဗျားတို့သတ္တဝံဆိုတော့လေဒီလိုမျိုးလာတဲ့ပုဂ္ဂိုလ်သတ္တဝံခေါ်တာပဲ။မောဟံမာဝံယန္တာဘုရားဆိုတာအဲ့ဒါဒီလိုမျိုးလာတဲ့ပုဂ္ဂိုလ်မှာဝိကျွတ်တယ်ဆိုတာကိုသဘောကျ။အဲ့ဒါကအာရုံတွေနာလာကြတယ်ဒကာဓမ္မတွေဝိကျွတ်ဖို့ရေးကပြန်သိနာမိတာရှိမှာတော့ပုကျွတ်။သိနာမိတာဖြစ်ပြဖို့ရှိနေတာသင်္ပါဆိုရဝိကျွတ်တယ်နေရာကြကြရတာလည်းတိုက်တယ်။တော့ရှိတော့ဘုရားပြန်ပြန်လို့ရအောင်။ဒီနမေကလာတိုင်းရှိလိုက်တဲ့ဖြင့်ပဲဒီနမေကအားပေးမဲ့သင်ထောင်ကြဆိုတာကြီးပါသေးရဲ့။ထောင်ကြဆိုတာမပါဘူး။ထောင်ကြဆိုတာမပါတော့ကျတော့ဒီကားလို့ဆိုလို့ရှိရင်ထောင်မလွတ်တဲ့အဓိပ္ပာယ်တွေမသေးကြဘူးလား။ဒါကြောင့်ဓမ္မတွေကျင့်မြတ်တရားသည်ဒီနမိတ်ကလာတိုင်းအရေးကြီးတဲ့တရားဆိုတာပေါ်လာကြအားလုံးရရမှာပဲခင်ဗျားတို့လူ့ဘဝရတာအိတ်တာလေးထက်ပြနေလို့လူ့ဘဝနဲ့ထက်တယ်လို့တော့ပူပဲဟုတ်လားအိတ်တာလေးလူ့ဘဝနဲ့ထက်ပြနေဘယ်နဲ့ဆိုကြမလဲပူပါပဲပူပါပဲတောင်းတော်ရင်ရရမှာပဲလူ့ဘဝရတာကငကိုကသုံးဆောင်တိုင်းအိတ်တာတောင်းတော့ရတယ်ဆိုမှာအရှင်မထည့်ရတယ်မနာရာဝိနဲ့ထည့်တယ်ဆိုရင်ဖြင့်ဒါနဲ့ကြံရရှိတယ်အဲ့ဒါနဲ့သင်တင်ပြီးကြတာမနေလိုက်ကြပါနဲ့ဆိုတာပြောလိုက်ပြီပြောလိုက်တယ်အဲ့မှာလည်းနေရာမှာဒီမှာလာလာရင်ဘာလို့ရမလဲဒီမှာလာရင်ဖြစ်ဖြစ်ရှိရမယ်အဲဒီလိုဖြစ်ဖြစ်ရှိတဲ့အခါကျတော့ဖြင့်အိတ်ဖြစ်သေးရလားနိုးလာလားဒါကြောင့်သိက္ခာပိဋကဘာနာကာရံသိက္ခာမိကံသိက္ခာမိတ်ရှိတဲ့ပုဂ္ဂိုလ်ဒီဘာနာကာရံအဖို့အမှန်ရှိတဲ့ထောင်ကြမှုတူအဖို့အမှန်ရှိတဲ့ထောင်ကြမှုနဲ့တူဘယ်ခင်ကိုမေကြီးကအဇာရတ်ကိုခေါ်တယ်ရင်းရတိုင်းမှာတော့တောင်းခင်တဲ့အိတ်ဘာလို့ရအဲ့ဒီနာမည်တွေဘာလို့ရသူကဘယ်ခင်လာတော့တော့မေးတော့မှာဒကာရမတွေအိတ်တော်သွားတာလည်းမလာဘူးအိတ်တော်ကိုအားပြီးတဲ့တရားရင်းမိလားဒါရဲ့အိတ်တော်ကိုအားပြီးတဲ့တရားဆိုတာအားပြီးတဲ့တရားနိုင်ရတဲ့ကိုကကျွတ်တော့နိုးတဲ့စိတ်ကလေးကြားခုရကြတဲ့ကွာသူအိတ်တော်ရရလားမိုက်သိဖို့တန်သိဖို့တန်အကယ်၍ကဘုန်းကြီးတွေဓမ္မတွေသူ့လိုလိုက်ပြီးရှင်းအောင်ရနောက်ကလိုက်ရတော့မယ်ဆိုလို့ရှိရင်ဖြင့်ဒါကဆုံးတက်တော့ဒီအရှုံးကြီးရှုံးဆုံးကြီးဆုံးတာလူဘဝမရသူရထူပြီးကြလားပြက်လာတာကြီးကိုရှင်းအောင်ရကရင်းစမ်းလိုက်တာနဲ့အိတ်တယ်ပဲအကုန်ကူးသွားပြီးကြလားလူဘဝတော့ကြော်ရော့မရဘူးလားအဲ့ဒါလူဘဝတဲ့တန်းကြီးကိုခင်ဗျားတို့ကနာဂာနဲ့မနှုတ်ဆုံးနဲ့သာဂာနဲ့နှုတ်လိုက်တာကတော့ပြီမနာလားဘာလို့မနာဘူးစီရင်ကြည့်လိုက်တော့မှ
နာမှန်းပြီလေတဲ့မိုက်ရစင်းစင်းကြည့်လိုက်ဘယ်ပဲစင်းကြည့်မှတော့စင်းစင်းကြည့်လို့ရှိရင်ဒီလိုအမြင်နေကြတယ်ဒါကဆိုတော့စင်းစစ်တော့တော့ဘယ်ကမှပိုးနေတယ်အားရကရှုံးထွက်နေတာပေါ့ရှုံးထွက်နေတယ်ဘာလို့လဲဒီလိုရှိပါမှာရှုံးမှန်းပြီးတဲ့ခါကျတော့အမျက်ရှာကြတယ်ရှုံးမှန်းမပြီးတဲ့ပုဂ္ဂိုလ်အမျက်မရှာသေးပါဘူးဒါရင်တော့ဓမ္မတွေရှုံးမှန်းတော့ပြီးခဲ့တကယ်ကလေးကငယ်လူငယ်တော့တကယ်တော့ဘာလို့နေတုန်းဆိုတော့အိတ်နေတာများတာအဲ့ဒါလည်းမင်းတို့95နဲ့ထွက်ပြန်တယ်အဲ့ဒါကလုံးဝကိုအိတ်ကလေးစားကြည့်ဘယ်လိုအိတ်ကြအဲ့ဒါကလည်းငိုတာငိုပါလို့ကြပြောရင်လည်းအိတ်ပြန်အဲ့ဒီအိတ်တွေနဲ့ဖြေလို့မယ်ဆိုတော့95နဲ့တန်းနဲ့နှုတ်လိုက်လို့ရှိရင်မကနဲ့ဘာနဲ့ကြံနေတယ်ကျန်ကိုမကြံတော့ဘူးတော့ကြံနေရလားအဲ့ဒီဘာကြံနေတယ်ကအိမ်လို့ဆိုရင်ဒီတော့ပါဘူးဗျာဒီချုပ်ချုပ်ဗျာဒီချုပ်ကိုရတယ်ဒီချုပ်ကိုရတယ်နော်ရာရာကအဲ့ဒါလူကြီးရတော့တော်ရည်ရလို့နော်ဘာပဲကလေးရှိသေးလို့တော်ရည်ရလို့တော့ငင်းကြမ်းကြတယ်မှာအမှလည်းမကြောက်ရဘူးရှုံးကမခံနိုင်ဘူးရဲလို့လားအရှင်းခံနေရလားခံနေရကလေးတင်ငယ်လေးများနေပညာသင်ပြီးပြေရလေးတော့ဖြစ်လာခဲ့ဒီဘက်လည်းလှည့်ရသေးတာမဟုတ်ဘူးဟုတ်လားအဲ့ဒါကလုံးလုံးသံဃာနဲ့ဆက်ဆက်မပြုတ်ခဲ့ပြီအဲ့ဒီပြုတ်တဲ့ထဲကမှတကယ်နည်းနည်းပြည့်ညံရှိတဲ့ထဲကတကယ်နှုတ်မယ်ဆိုတော့ကြံရပါသေးတယ်ဒါလည်းမရနောက်ကောင်းအောင်ဆိုရင်ဘယ်နဲ့အဲ့ဒီလိုပြမှာရဆိုရင်တော့ဟောရတယ်မတူကျင်တ်ပလားကျင်တ်တာအဲ့လိုကျင်တ်တယ်လားဘယ်နဲ့ကျိုးပါပါပေါ့ကျိုးပါမှာကျိုးပါမှာဘာလို့ဒီလိုမျိုးကဘောရုံးကတော့ဖြစ်ဖြစ်ရှိကြပါဒီမှာမိတော့ကနေပြီးဒီကလာမောင်ဆုံးနဲ့ဖုလို့မသွားဘူးဒီမှာဘာအောက်ကြသွားတယ်ကြာသွားတယ်ဒီလိုပြန်လက်အေးလိုက်တော့မယ်ဆိုလို့ရှိရင်ပြန်နေကြပါမလားအဲ့ဒါဒီကားလို့ဆိုရင်သက်သက်ရွဲ့တာပဲဒီပါအထူးရွဲ့တာတော့လို့မေးတဲ့အခါကျတော့ကိုယ်ခန္ဓာကိုကိုယ်ရွဲ့ဘယ်လိုရွဲ့တာကိုယ်ခန္ဓာကိုယ်ရွဲ့တာပဲဘာကြောင့်လဲကိုယ်ခန္ဓာကိုယ်ရွဲ့တယ်လို့ပြောရတယ်လို့မေးတဲ့အခါကိုယ်ခန္ဓာကိုယ်သိကြလို့အိတ်တယ်လို့ထင်တယ်ကိုယ်ခန္ဓာကိုယ်အပေကောင်းလို့မတနာလို့အိတ်ဒါကိုယ်ခန္ဓာကိုယ်ရွဲ့တာရင်းနေလားသနာရဲကြလားမသနာရဲမင်းဖြစ်တယ်လို့ပြောရအောင်ကောမင်းတော်တော်လိုက်ဆန်းဆိုပြီးထိုးအိတ်တယ်ရင်းနေလားအဲ့ဒါကတော့ဒီအပြစ်ကပြည့်တဲ့မှာဓမ္မတွေမှာဒီလိုဟဲ့အပြစ်တဲ့ဒီအိပ်ပြည့်ကြီးရာကသူ့အသက်တမ်းမှာနှုတ်ဆုံးပဲဘာကြောက်ရကောင်းအိပ်ကြကြီးကကြောက်ရကောင်းမှာပါဘယ်လိုလဲဘယ်လိုကြောက်ရကောင်းလဲခုမှသူပြင်းမှန်းပြရတာမလို့တော့ပြီးကုန်မသိဘူးအိပ်ကြကြီးကအိပ်ကြဘာလို့ရှိလို့သုံးနေလဲခင်ဗျားတို့ကမရံကုန်ဘူးလို့ဟုတ်ကဲ့အခုတော့ကသက်တမ်းကြီးသုံးလုံးနှစ်ပုံလုံးနှုတ်ပလိုက်တယ်ငယ်တော့မှမိုက်တယ်တွေနဲ့ကြီးတဲ့အိတ်ဓာတွေကတော့ထောက်အောင်နှုတ်လိုက်တာနဲ့ဆိုတော့လက်ပန်းအသက်တန်းကိုသုံးလုံးပုံလို့ရှိရင်နှစ်ပုံမရောက်ပါမရဘူးလားအဲ့ဒါလူရတဲ့ရင်ကတပုံးကြရင်ဘုံလေးရတယ်ကစီးပွားရေးလိုက်နေတာနှုတ်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒါလည်းအိတ်ဓာတ်မျိုးပဲညံပါလားအဲ့ဒါလည်းမောဟနဲ့အိတ်ပြောနေတာဒီလိုရတဲ့ကနှုတ်လိုက်မယ်ဆိုတော့တောင်းခင်စာလို့ရှိတော့ရှင်းပြီလားဒါဆိုတော့ဘာဖြစ်နေလဲစာလို့ရှိတော့မှာတော်ပြီးတော့စာလို့ဖြစ်လို့အဲ့လိုဆိုရတယ်ဆိုတော့ငါလည်းကျင်တ်ပလိုက်ဘုန်းကြီးတွေဓမ္မတွေဒီမှာမဟုတ်တော့ပေါ်ရင်ဖြစ်ပျက်ကိုရှုပါဆိုတာတော့ကြဒီထဲမှာကြပါဒီမှာမဟုတ်တော့နှုတ်တော်မှတော့တိုင်းတာဥဒ္ဒစပုဂ္ဂုစအမလေးဥဒ္ဒစရလည်းပြန်လာတယ်ပုဂ္ဂုစကလည်းလုံးဝလုတ်ခဲ့လေပါမလုတ်ဖဲနေခဲ့လားဒီပုဂ္ဂိုလ်တွေများဓမ္မတွေကတခါတည်းကြတော့ဖြစ်နေကြတာခင်ဗျားတို့ကမရှိဘူးကလူကြလို့ရှိရင်ဒီအခုရှုံးနေတဲ့တာမမဟုတ်ကွာဟုတ်ပါဒီလိုလာသေးတယ်ဟုတ်ပါရှိကလူကြလို့ရှိရင်ဒါကုလိုမကိုကိုတဲ့ကုလိုငါတဲ့ကုလိုစိတ်မိတ်နေတဲ့တာမမဟုတ်ဘူးရဲ့ကုလိုရတာလားကွာဒီဥစ္စာရပါ
ကိုယ်စားဖြစ်တာလို့ငါဒီကြီးတွေတော့ရှိရတာကနောက်တော့ဒီစစ်ပဲကြုံသွားတာနဲ့ဒါတွေအကုန်ကုန်သွားတယ်အဲ့ဒါတွေလူမိယူနေဆိုရင်လည်းအဖတ်တော်မှာဟုတ်ပါအမသာလို့ခေါ်အောင်မျိုးအခုတော့ကိုယ်စားဖြစ်ရင်းနေလားအဲ့ဒီကိုယ်စားကလည်းဘာလဲပါအဲ့ဒါကဓမ္မတွေမှာစီးပွားရေးကသမယရေးဆိုမှဝိသံကကိုယ်စားကလည်းလာတယ်ရှိတော့ကတော့ထဲလိုက်ရင်ဒါပြတ်မသိဘူးအခုပြောရတော့မယ်ဆိုတော့မလွယ်ဘူးဟုတ်ပါရွယ်ကုန်ပြီအမကရွယ်ကုန်ပြီတဲ့ဟုတ်ပါလားခုလိုရတာကတော့ကိုယ်ဥစ္စာဖြစ်တယ်ဘယ်လိုလဲလို့ပြောရအောင်ကျွန်တော်လည်းနေဒါကကိုယ်ဥစ္စာတွေကြောက်ကြမှာကောင်းမှာအဲ့ဒါကကိုယ်ဥစ္စာတွေသူ့ရဲ့တို့ကိုဒီလိုကိုယ်ဥစ္စာဒါမပြုလိုက်နေတဲ့ကုသိုလ်တွေကြောင့်ကိုလည်းဓမ္မမလူခဲ့မိဘူးမတန်းခဲ့မိဘူးအလကားပုံသွားတာဗျာနိုင်ကြဆိုတော့တဘာသာပုဂ္ဂိုလ်များကတော့ခင်ဗျားတို့ပရိယာကတော့တော်ရှာတာတော့မတော်ဘူးဥစ္စာတော်သွားနေတာမပြီးကြရမိလို့ဝန်းနေနေတာပုဂ္ဂိုလ်စားလို့ခေါ်တယ်ဒါပေမဲ့မပြေတာဘယ်လိုလဲမပြေတဲ့ဥစ္စာတွေအခုအေးကကူကြည့်လိုက်ရှင်းမလားအဲ့ဒါကတော့ခုမပြေလို့ရလို့ဝန်းနေတာမျိုးတော့တခါတခါကလည်းတော့မှာဘူးဆရာဘုန်းကြီးနဲ့ဆရာဝန်သမားနဲ့တွေ့တော့တရားတရားနဲ့တွေကနားလည်းနားချင်းမချင်းရဒီပါတို့ကငယ်တော့အေးပြောရမင်းမတွေဖြစ်လာတော့လူဝင်လည်းမနေခဲ့တော့လူစုတွေပါပြီးကြတာရောပါတဲ့ဆိုတဲ့ဘေးကတည်ခဲ့တာလေအဲ့ဒါတွေကထူတရားများလာတန်းခဲ့နေမှာလားအမလားကြီးနဲ့ဒါကမဟုတ်ဘူးဒါကလည်းဘယ်လိုရေးကြမှာလားဘယ်လိုလဲအဲ့ဒါလည်းကိုယ်ဥစ္စာပဲဒါကသိတယ်မတွေးနဲ့နော်မတွေးဒီကနေ့ရတာကတော့အားလုံးမတွေးနဲ့နော်ဘယ်မှာလဲအဲ့ဒါအကျိုးအများတော့လည်းလောကချော်ပြီးတွေးကြတယ်တွေးမှာဘူးရရင်းမလားတွေးနေရမယ်ချင်းလည်းအဲ့ဒါလေးကကုကုစပဲဆိုပြီးဟာရယောဒီပေါ်မှာသူကကုကုစတရားလေးပဲဆိုပြီးဖြစ်ပြရှုအများတော့လူဖတ်တဲ့ကုကုစနေတာတော်လွဲနေလူမှတ်တဲ့ကုကုလူတွေမှတ်တဲ့ကုကုစရတယ်ဘယ်လိုလဲဆိုချင်မပေးရမလှူရမတန်းရဟုတ်ပါတဲ့ကုကုစအကြည့်ရဟုတ်ပါမဟုတ်ဘူးရတဲ့ကုကုစမဟုတ်ဘူးရုံးကြလားသူတို့မပေးရမတမ်းမနဲ့သူတို့ကရပြီးသိနေတာပဲပြင်းလို့မထုတ်တော့ဘူးသူတို့လည်းပဲမနေရတာဘူးဘယ်ဆင်းကြလို့ဘယ်လူလို့ဘယ်ကြတယ်ဘယ်ရှူကြတယ်ကြောက်လို့ဗျာဘယ်ကုသအကြည့်အဲ့ဒါကုသမဟုတ်ပါဘူးအဲ့ဒါမဆွေတာကဲပါရောကြလားရုံးလို့လားကုသဆိုတာကဒါမှမဟုတ်ပါဘူးဒါကသူပြုလို့ပြီးမပြုရသေးတဲ့ကုသိုလ်တွေကိုမပြုလို့ရလို့မပြုလို့ရသေးဘူးလို့ပြောတော့ပြုပြီးတဲ့အကုသိုလ်တွေကိုလည်းမှာတော့မကုန်တော့ဘူးဆိုပြီးအင်တောင်းပြောနေတာအဲ့ဒါဘာမှမတွေးနဲ့မဲ့အန္တရာယ်တွေဖြစ်တယ်ခုဖြစ်တဲ့အကယ်မတက်ပါလဲတစ်ခါတလေမှတော့လာရင်လည်းခုခုစားပဲဟာဆိုပြီးဖြစ်တဲ့ရှုချလာတာရင်းနေလားဒါကဆိုရင်ရှုတာလားရှုတတ်ပါဘူးဒါလို့ရှိမှဒါဒီလိုပြောပေါ်လာလို့ရှိရင်ဒါပုဂ္ဂိုလ်ကပဲဆိုပြီးဖြစ်တဲ့ရှုပါတော့အဲဒီလိုရှုဒီလိုဘာလို့လဲနေရတာဟုတ်လားဒါတော့လည်းဘာမှမလုပ်ပုဂ္ဂိုလ်ကဘာလို့လဲဘာလို့ဖြစ်တဲ့ရှုတယ်ဘာလို့လဲဆိုတော့ဘာလို့ဖြစ်တဲ့ရှုတိုင်းနေရလဲဖြစ်ပြမဖြစ်တဲ့ရှုတိုင်းတာကွာမဟုတ်လားသူမြဲတယ်ရလားမမြဲတယ်ရမှာမမြဲဘူးလို့ရှုခိုင်းတာပါတရားဓမ္မတွေအကျိုးအများတို့အားလုံးတရားဓမ္မတွေမရှိမိတော့ဘူးဆိုလို့ရှိရင်ဥစ္စာပုဂ္ဂိုလ်စာနောက်ကနေဒေါမနကလိုက်ပြီမိုက်လိုက်ငါလည်းမိုက်တာပဲရှင်းကြုံမှုဆိုတော့ဒေါမနကလိုက်မဟုတ်ဘူးလားအဲ့ဒါဆိုရင်လည်းတွေ့ဘုရားခင်ကိုရမေကြီးကဝိသိကဆိုတဲ့ဥစ္စာပုဂ္ဂိုလ်စာလာတိုင်းကျမ်းနဲ့စိတ်လာတိုင်းနောက်ဟာတွေပြန်တွေးတိုင်းဒါတွေမြန်ဥပဒနာရှိလိုက်စမ်းပါဘောကြနမလေးရှင်ကမင်းမောကဒုက္ခဒေါမနကလည်းမလုပ်ဘူးအဲ့ဒါကြောင့်ဘုရားခင်ကိုရမေကြီးပြိဿရမဘဖြတ်တာပဲရှင်းတတ်ကြကျိုးစားကြစမ်းပါဒါကညာရဆိုတဲ့ဓမ္မညာရတယ်
ဘာလို့လဲညာရှင်းနေတယ်ညလာတာညဥဒ္ဒသကုသရောအဲ့ဒါမြတ်ရာတွေကလည်းဘယ်လိုတကယ်ညလာတယ်ပြောလို့ဘယ်လိုကြတော့မအားရမလားဘူးရင်းနေကလားဘာလို့ညမလာတော့ပြောရတယ်ဘယ်လိုလဲရမလားဒါကလည်းရှင်းနေပလားနောက်ကြတော့ညာတွေကိုဘာလို့ကြာမှာတော့ဒီလိုယူအဲ့ဒါစိတ်ကူးရှိရလို့မှန်လင်းညာရပေါ်လို့ပဲဒါဖြင့်အဲ့ချိန်လေးကောင်းမှမောခင်ဗျားတို့ဒီဖြစ်ဖြစ်ရှုပြီးကြလားညာနဲ့လာနေလိုက်မယ်ဆိုလို့ရှိရင်ရာခင်ဗျားတို့အေးရမှတ်တဲ့နဲ့သက်တော်ကလည်းပြင်းနေမှာဆိုတော့ဒီနေမှာကိုပဲလေခင်ဗျားတို့ဥပ္ပစ္စတွေနဲ့ပုဂ္ဂိုလ်စတွေနဲ့ရှင်းနာမိတ်တွေကိုဝိပဿနာမရှိတော့ဘူးဆိုတော့ထောင်ကြခါမှာတော့မကွာကျိုးဆက်တော့ပါဘူးဆိုတဲ့အိဗယ်ရဲ့ဟုတ်လားဒါတော့ရှိလို့ရှိရင်နိုးရကျိုးဆက်တယ်ဆိုတဲ့အိဗယ်မရဘူးအဲဒီအမှန်ကတော့လိုက်သွားမယ်ဥပ္ပဇ္ဇကုဏနာလိုက်သွားမယ်ဆိုရင်ဖြင့်ဘုန်းကြီးတွေဓမ္မတွေထောင်ကြတဲ့ပဲရောက်တော့မှာအဲ့ဒါသံဃာထောင်ကြီးကဓမ္မတွေဒီထောင်ကြီးကဘာလို့ရအောင်ဆိုလို့ရှိရင်ဖြင့်ဟုတ်လားဒီမှာဒါရသမီးရှိပါရဲ့သာဟုဆူမျိုးဟုတ်လားမျိုးရကြတဲ့နေရာဌာနကြီးပါပဲဆိုတာတော့သဘောကျဘယ်လောက်ဆိုးလို့အမှန်ဆိုးတယ်ဆိုတော့ကျင်းနေကြဒါကြောင့်သံဃာတော်မှာဖြင့်ထွက်ရှင်ကြလို့ရှိရင်ဖြင့်ရှင်းနိုင်ရရှိဥဒ္ဒစ္စပုဂ္ဂုစဆိုတော့ဆိုတာကျင်းနိုင်ရခဏကကျင်းနိုင်ရရှိတဲ့ပုဂ္ဂိုလ်ထောင်ကြတဲ့ပုဂ္ဂိုလ်နဲ့တူတယ်ဆိုတော့ကျင်းနေပြီနော်ဥဒ္ဒစ္စပုဂ္ဂုစလာနေတဲ့ပုဂ္ဂိုလ်ကြတော့ဘိုးတဲ့ကျွံဖြစ်နေတယ်အဲ့ဒီဘုရားဆိုတာကကျွန်းတဲ့လူတွေတော့ဘုရားဟုတ်ကျွန်းမရလို့ဆိုလို့ရှိရင်ဖြင့်တဲ့ဒီဟာလောက်တာလောက်ပြီးကြရနေတော့ဘုရားပြန်လာဟိုတွေ့လိုက်ဒီတွေ့လိုက်ဆိုတော့ဘယ်မှာသရကောင်းဘက်ကညာယုံတွေဖြစ်ဖြစ်ဒီမြင်နေရလားမြင်နေတော့ဒီဥဒ္ဒဇကုသရှိတဲ့ပုဂ္ဂိုလ်ဒီကားလို့ဆိုလို့ရှိရင်ဖြင့်တဲ့ကျွန်းပါပဲတဲ့ဓမ္မကျွန်းပါပဲတဲ့ကျွန်းဖြစ်တဲ့သက်သက်နဲ့တရားဟာဥဒ္ဒဇကုသဒီမြတ်ဒီနာမည်ကတော့ထောင်ချဥဒ္ဒဇကုသကကျွန်းဖြစ်ကိုပြောလိုက်တယ်တဲ့ဘယ်ကောင်းလဲဘာမှမကောင်းတဲ့အတွက်ဒါတွေဓမ္မတွေကဘာလို့လဲအဲ့ဒါကြောင့်ပုဂ္ဂိုလ်ရှိတဲ့မြတ်ဒီဝိသတိဆိုတာတော့ဥဒ္ဒဇဒီနာမည်ကတော့ရှုဥဒ္ဒဇကုသကတော့အခုရှုရမယ်တဲ့အဲ့လိုရှိလို့ရင်စိတ်စိတ်တဲ့နိဗ္ဗာန်ဝိရတိဖြစ်ပါတယ်ကွာအာသာကြီးတဲ့တတိထားအဝရိယဆိုင်တယ်မိဘတော်ပြင်သွားပါလို့ရကြတယ်တတိမှာတယ်တတိမလို့ရှိနေဒါကြောင့်တတိထားဝရိယဆိုင်ပညာနဲ့ရှုသူတို့ကိုလည်းရှုလို့ရှိရင်မင်းတို့ဒီအဘိဓါတို့ဒေါမနကတော့ချုပ်သွားလိမ့်မယ်ဟုတ်ကြတတိထားဝရိယဆိုင်ပညာနဲ့ရှုလိုက်လို့ရှိရင်ဒီနာမိတာတို့ကိုဥဒ္ဒဇကုသတို့ကိုရှုလိုက်ရင်ဘုရားတော်နာကတော့တကားဆိုင်အကုန်ချုပ်ပါတယ်ဘောကြအဲ့ဒါကြောင့်ဘုရားတော်ကတော့ဒီနာမိတာတို့ဒီနာမိတာတို့ကဒီနာမိတာတို့အပြည့်ကိုမြင်လို့ရှိရင်ဖြင့်ဒုက္ခသစ္စာဥဒ္ဒဇကုသအပြည့်ကိုမြင်တော့ဒုက္ခသစ္စာရှိတဲ့ဉာဏ်ကမေဃသစ္စာဖြစ်လာခန္ဓာအဘိဓါတော်နာကတော့သိရရပါတယ်ဘုရားဆိုတာဘုရားတော်မှာပြောရတယ်ဆိုတော့သံဃာဆက်ဆက်ရှိသေးတယ်မရှိရင်နိရောဓသစ္စာတယ်နိရောဓပေါ်ပြီးအဲဒီကောင်ကမလျှော့ချနဲ့တော့လောက်ရတယ်မလောက်ရတယ်မဲ့ဘယ်နဲ့တရားမှတွေ့နေတဲ့အခါကျရင်လက်ကြီးမလဲစီနေလို့ဒါကလည်းမဆိုးလိုက်ဘူးဆိုလိုက်ပါတယ်အဲ့ဒါလည်းဒီလိုရှုနိုင်တဲ့ဓမ္မတွေမှာများစွာမှဘုဒ္ဓံတယ်ဆိုတော့ဆိုလည်းယနေ့ညမရှင်းသေးဘူးလားကဲဘုရားဒီကပြန်ပြီးဓမ္မတွေတရားပေါ်သိတဲ့အခါကျလို့ရှင်းတယ်ခင်ဗျားတို့နှစ်ခုကလက်တင်လို့ရှင်းတယ်ညာရဟူပြီးအလားမခံမှုဖြစ်ပြတ်တာနော်ပြတ်တာအာသာတိဝိရခေကဘတိရခေကအမလာရဘူးအကျိုးရခဲ့တဲ့ရှိလို့ရှိပရိသေပြင်းနေတာမလားရှိဘူးဟာဟုတ်လားဒီကြရဲဘုရားဆရာကြီးကိုဝေငါတွေအရုံလုံးရှိနေတာလေအဲ့ဒါပေါ်ရသူကရှိနေမယ်လို့ဆိုလို့ရှိရင်ဖြင့်ဒီကရမတွေညာရဲတွေလာနိုင်နေရတယ်အဲညာရဲဆိုတော့မှသုံးလိုက်ပါပါလိုက်ပါရှင်းမမိလားဒီတော့ဘာဆက်လိုက်ပါရင်းနေကြအဲ့မှာညာရဲဆိုတော့ပါပါလိုက်
ဒီနာမိတ်တာဆိုတာငေါကြီးတာကဘုရားကိုယ်စားဆိုတာဟိုခုဒီခုဒီနေတယ်ပြန်မြန်ပြီးကြတာနေတာနတ်ဟာတွေပြည့်ရှိပြီးနဲ့ဒီကားတွေကြီးတွေနဲ့ရှေ့ကလူများတို့လာကြလာသေးတယ်ဟုတ်ကလားမကလည်းငါရလည်းမရှိတော့မြဘူးခဲ့တဲ့ကအမေရိကန်ကလည်းနောက်လည်းပြီးနေတယ်ကွာရှိတော့ရှိတော့ဘယ်လိုလဲကြတော့ဘယ်လိုပြောမလဲမရှိရတဲ့တက်ကကြည့်ရတယ်နဲ့မကလည်းမရှိနေတယ်နဲ့ချက်ပြီးနေပြီးနေပြီးဘာသာလာလို့ညာကုက္ကုစာကဥပ္ပစာမဟုတ်ဘူးအဲ့ဒါကပြန်နေတာပုဂ္ဂိုလ်ကရှင်ရတော်ကိုတွေးတာရုပ်ရည်ကမတွေးနေတော့ကြာခဲ့ဥရှင်ကိုဘုံတော်မှာမဟုတ်ဘူးမတော်တာမလိုက်ပါလေရုပ်ရည်ကအဲ့ဒါကြောင့်ဘယ်တော့မှဒီဆော်တွေကအသက်ကြီးလေကုက္ကုစာကလာလေဟုတ်လားအသက်ကြီးလို့ဘုဒ္ဓမလားအောင်တယ်ကုက္ကုစာကိုလာနေတော့ခင်ဗျားတို့မကတ်ဘူးလားဒါကလာလို့ရကုက္ကုစာသူကမလာတော့ပါဘူးဗျာပဲပါဘယ်မှတိုင်းနေရမှာတော့လူတွေနေပြောတာတရားလေးလုံးတော့ခင်းနာနဲ့မိတာကတလုံးလေးတော့ထားပါတော့အတူတူပေါ်တာကိုအတူတူပေါ်တဲ့ဖြစ်ဖြစ်ရှိဥဒ္ဒစာနဲ့ပုဂ္ဂိုလ်စာကတော့မဟုတ်မတူဘူးဥဒ္ဒစာပြန်လာပုဂ္ဂိုလ်စာချင်းနေတာပဲတွေ့တန်မြာရင်းတဲ့ဥက္ကနော်ဒီလိုနဲ့နေတယ်ရေးတွေ့တယ်ဒီလိုနဲ့နေတယ်ရှိတွေ့နောက်တွေ့ဆိုရင်ဒါဘာပြောရမလဲရင်းကြီးကြအဲ့ဒါဒီကားကိုကြည့်တယ်ယခုမပိုင်တဲ့ပြည့်ရဲ့ကားနဲ့ဖြင့်မဲ့ပြန်ဒီကမရှိမှရှိမှာအဲ့ဒါဟုတ်တယ်ဟုတ်လားမဲ့ပြန်ဒီကမရှိမရှိမှာမဟုတ်လားမရှိတော့လည်းသိကြဘူးလားပြည့်နေရတယ်နားနဲ့ဆိုရရတဲ့စီတော့မပါဘူးအဲ့ဒါခေါင်းနဲ့တွေ့ရင်ရှိဘယ်နည်းနေရလဲနောက်ကလည်းနည်းနည်းလေးခံတယ်ရှိပါမလားအမနောက်လည်းမလုပ်ဘူးရှိတော့လည်းမလုပ်ဘယ်အင်းကြတာပါလဲဆက်အင်းကြတာပါပဲဘယ်လိုလဲအဲဒီတော့မှပြောတာအဲ့ဒါဒီမိမိစိတ်ကိုမိမိရှုလိုက်တဲ့ဖြင့်တဲ့ရှိကယန္တပါမှာသိဖို့တန်တယ်ဘာစိတ်ကအထတ်ကြီးဆိုတာရှိဒါလည်းတဲ့ကဒီကလူရလည်းလူချင်းရဲ့တကားဆင်ရပါပဲလူရဲ့ပြည့်ပြီးဒီကလာနေတော့သူကဘာကြောင့်ပြောနောက်ကျတော့နားတွေကပြောက်ပြီးဒီကလာသွားတော့ငါကျမ်းမှလည်းနားတွေကကျွမ်းလုံးပြီးသွားကြတော့ငါပြောက်လို့ဒီနေ့လုံးရှာပြီးဒီကလာနေရတော့သမင်းကစားတယ်ကြောင်းကြောင်းဝင်တာဘူးပြောပါကျောင်းကလည်းကျောင်းကဆန်းညံငန်းလေးကျွေးလိုက်တဲ့အခါကျတော့သူ့နေတာပါပါသူ့နေတာနေတာဘုန်းကြီးကမေ့ကျွန်တော်ဒီဆောင်တော့ဘယ်ရအောင်ဒီလိုပဲဓမ္မတွေကလောင်းကြတာသူကြတာပေါ့ဆန်းညံနေနေရတာပဲလားဟိုဘုရားကောင်ကလည်းဖုံးဖုံးဆိုရရပါကွာမှန်ပါအမေငါအိမ်ဒီလိုပြည့်စုံခံစားဘူးဆိုတော့ဘယ်လိုရတာဟမ်းလို့မယ်သူကပြောတာဘာပြောတော့တော့ခင်ဗျဟုတ်ဘူးစိတ်ကတော့မပြောတာစိတ်ကတော့မပြောတာဘာလို့ပြောကြတာလဲဒါနဲ့ဒီတော့နဲ့စဉ်းစားပြီးကြနေတော့သင်္ကန်းလေးဝတ်ခွေရဘုန်းကြီးတွေချက်ဒီမှာမဟုတ်ပါမလားပြီးတော့သူကအစေခံလို့ဒီဘက်ကဒီမင်းဒီမျိုးမစားပါဘူးကျဆင်းရကြလုံးလို့ဗျာဘယ်တော့ဆင်းရလို့ကြတော့ဗျာပြန်ပြီးပဲထွက်တော်မလို့ငငေါတယ်ဆိုလို့ရှိရင်ဘယ်လိုကြရခဲ့တဲ့ကြောင့်ကအချားရဲ့ဘာဆိုပြီးသင်္ကန်းလေးကိုရှာပြီးသူကိုကြီးကိုပေးတာညနေပေါ်နဲ့နေတော့အသားရည်လေးပြည့်စုံလာရင်သားရည်လေးကကုန်ပြောက်နေမလို့ရတယ်လို့အသားတော်လေးလည်းကောင်းဆိုတော့အားရမရတဲ့ဖြစ်ဒီလာကသူပြန်လာတယ်အဲဒီချက်တာကကောင်းပါလေခင်ဗျာဆိုပြီးကြလာသူဘုန်းကြီးတွေရှာပြီးဒီကလာသင်္ကန်းလေးသူကသူလက်ပြီးကြလာဘုန်းကြီးတွေထပ်တော့ကောင်းမှမပြောတော့စားတော့ပြောတော့ပဲဟောမပြောလို့ပါဗျာဒီခါတော့ဖတ်ပြကြည့်ဆိုပြီးကြလာတော့ပြီးသင်္ကန်းလေးကလေးယူပြီးသွားပြီးအိမ်မှာထိုးထားပြန်တယ်ပဲသူကသားများနဲ့ဟုတ်ရဲ့အဲဒီနေပြီးကြလာငါလည်းထိုးထားပြီးကြလာနောက်ကျတော့ဒီနေ့တော့ပြန်ကြအောင်ပြန်တာဟုတ်တယ်ပါဘာကြောင့်လဲကြောင်းနေဘူးဘက်ကလူပေါ့ဗျာဒါတော့ရှင်းရဲ့နောက်တော့ခေါ်တဲ့အကြောင်းပြန်တယ်သင်္ကန်းရှင်တဲ့စိတ်ပေါ့ဒါနဲ့ဘုန်းကြီးတွေသွားပြန်တော့ဘလာကမနာကမင်းလာပြန်ကြပြီးတော့ဒီကတော့ပြရပြီဗျအရင်ကတော့ဟိုးလာလို့စမ်းကြည့်တယ်အခုတော့ပြရပြီဆိုတော့အေးမင်းသတိထားလို့ကွာဘုန်းကြီးရောပြောလိုက်ပြန်ခဏရောက်ရှိခဏလည်းပေါ်ပေါက်လာတယ်ဒါဘယ်ရင်ဘုံဘုံမှုဆိုရရုံးတော့ပါခဏရောကျွန်တော်ပဲကျွန်တော်ဘုံဘုံမှုဆိုရရုံး
ဘာသာသူပြောတာအဲ့ဒီကလာနေတာ6ခါရှိတယ်မှာ6ခါဝင်6ခါတယ်ဟုတ်ပါ6ခါ6ခါတဲ့ကဲသင်္ဃာရမကလည်းအိမ်ကြီးထားတယ်ဒီမှာရေးရှိရအောင်ပေါ့ကျောင်းကိုမပို့ဘူးရေးရှိရအောင်ဆိုပြီးဒီကလာသူကျောင်းမှာပဲဒါအိမ်မှာပဲထားအဲ့ဒါဒီကလာနာကိုသူ6ခါမြောက်ကြတာသူဗာရမတွေလည်းဒီရှုပြီးဒီကလာနေတော့သူဒီကရဖြင့်ရှင်းတဲ့ဒီကရဆင်းနောက်ဆုံးပြီပဲမင်းတွေကလည်းရှင်ဒီလိုပုံမိုက်လို့ရှိရင်တော့မဖြစ်တော့ဘူးဟုတ်ပါတခါမိုက်လည်းမဟုတ်ဘူးနှစ်ခါမိုက်လည်း6ခါရှိတော့မယ်ဟုတ်ပါဒီကရမင်းဘုန်းကြီးတွေရန်ခံပေးတော့မှမဟုတ်တော့ဘူးဟုတ်မင်းကြတွေ့လိမ့်မယ်ဒီကနောက်ဆုံးပြီလုံချင်းလောက်ပါမယ်လို့မင်းသိစတောင်းခံနိုင်ကမခံနိုင်လို့ရှိရင်မဖြစ်ဘူးဟုတ်ပါဆိုပြီးကြတော့သူသင်္ကန်းကြီးဝင်ယူတယ်သင်္ကန်းလေးဝင်တော့သူဆံမကအဲ့ဒီကကြတဲ့ကံမကအာရတတွေပါလို့ရှုပါဇက်ကလည်းဒီတန်တွေပါလို့ကြာအဲ့ဒီသူအတုပထင်လာကြတယ်ဟုတ်ပါအဲ့ဒီအတုပလည်းထင်လာခဲ့အတုပလည်းထင်လာခဲ့ပြီးသင်္ကန်းကြီးတိတ်တိတ်ကြပြာကြယူသူဆံမနိုးနေလို့ရှိရင်မတော်တိုင်းတောင်းပါပါအဲ့ဒါသင်္ကန်းယူပြီးကြပြာတော့ပြီးကြလည်းဒုက္ခနာလည်းအတုပပဲအနိစ္စပဲဆိုပြီးလမ်းဒုက္ခနာရှုသွားတယ်တလန်းမှာအရင်ပြောခဲ့တဲ့ဝေဒနာရဲ့အိဋ္ဌနောက်တန်းကျတော့ဒုက္ခဝေဒနာပေါ်ပြန်အင်းဒါလေးဖြစ်ပြီးပြတာပဲနောက်တန်းကျတော့ဒုက္ခပေါ်ဖြစ်ပြဒုက္ခဝေဒနာလေးပေါ်ရင်ဖြစ်ပြအဲဒီလိုဖြစ်ပြနဲ့ပေါ်လိုက်တော့အမှန်လားနဲ့ဆိုတော့မှန်ပါဘူးဘုရားအတုကရှင်းပြီးကြတာဟုတ်ပါသူကမှမြင်ခဲ့တော့အတုကမြင်ခဲ့အတုကမြင်ခဲ့ပြီးလမ်းကြတဲ့ခါကျတော့အရင်ကဒါရသင်္ကန်းချိန်ကြီးရရှိပြန်တရားဓမ္မတွေရတယ်တင့်လေးခဏရသာဆိုတာကျောင်းမပေတံလေးတော့ပါသေးတော့ဗျာအဲ့ဒါလေးသူကလမ်းနေရှုတာနဲ့တခါလဲသူလမ်းနေတော့တာမှကြည့်ပြီးသင်္ကန်းလုပ်ကလေးနဲ့ခုနကအကြောင်းသွားပြန်ဒီကဘာခုနကအကြောင်းသွားပြီးကြလားရှင်ပြောတဲ့ဒီကားတော့ဖြင့်တပည့်တော်တွေးခြင်းတဲ့သစ္စာကိုမထုတ်ဘူးတော့တာမပြီးတော့ဘူးပါဟုတ်ကလားမင်းတော့အရန်ခံပေးခြင်းမူကွာဒီမှာတပည့်တော်လည်းတင်းညံ့တာမဟုတ်ပါဘူးဗျဒီကားတော့သူ့ရရကြလားဆိုတော့လည်းရန်ခံပြီးကြလားပေးဒီမှာရန်ခံပြီးကြလားပဲသောတာပန်ရဖြစ်သွားတော့ဗျာဒီနေ့ကသောတာပန်တည်တယ်ဒီပါဒကာဓမ္မတို့ယုံပြီလားဒီနေ့ကသောတာပန်တည်တယ်အခုရန်ဖြစ်တဲ့တရားမထူးသေးဘူးမထူးသေးဘူးဘာမှမလုပ်ရသေးပဲရန်ခံတာပဲရှိသေးတယ်အဲဒီလိုနေပြန်တော့ဒီပြင်ရန်တွေကသူ့တွေ့နေပြီစိတ်ဓာတ်ကစိတ်လိုဆိုလိုက်တဲ့ဖြေပေါ့ဗျာဆက်ကြဆိုဆက်လာတယ်သူကဝင်နေဆိုပြောင်းနေတာတော့စိတ်ဓာတ်ကလို့သူနာမည်ပေးရတယ်စိတ်ဓာတ်ကမင်းတွေကစိတ်လိုတောင်းနေမှာပါပဲကမင်းတော့မလုံးပါဘူးဆိုတော့ဒီလိုရန်နှုံးကတော့ဆက်ဆံနှုံးကတော့ဗျာတဲ့ဟုတ်ပါတယ်ပဲအရှင်ဘုရားလည်းပြောတာအခုတော့မဆက်ဆံတော့ဘူးမဆက်ဆံတဲ့အတွက်တပည့်တော်မှာအခုတော့ပြန်စိတ်ချပါပြီဆိုတော့အရင်ကတော့တဏှာနဲ့ဆက်ဆံနေတယ်သူပြောတာပါအခုတော့တဏှာနဲ့ဆက်ဆံတဲ့အတွက်တပည့်တော်စိတ်ချပါတယ်လို့သူကပြောတော့ဘုရားဝမ်းတွေကဒီပုဂ္ဂိုလ်ဟာသူ့ကိုယ်သူရဟန္တာဖြစ်တယ်ပြောတာတော့သောတာပန်တည်တယ်ပြောနေတာမဆက်ဆံတော့ဘူးလို့သူပြောတယ်ဘုရားကလျှောက်ကြရဟန်းတွေဘုရားကလျှောက်တဲ့အခါကျတော့ဘုရားကဒီပြီးတော့ဘယ်လမ်းနဲ့သောတာပန်တည်ခဲ့ပြီဆိုတာအဲဒီကဘုရားခင်ကိုလည်းပြောဟုတ်တယ်တဲ့ခန္ဓာနဲ့သဗ္ဗလံစိတ်တံဒီဘက်ကတော့နိဗ္ဗာန်ဥစ္စံဂရောတိမေရာဟုဥဒ္ဒကာရောသေသနာဝါရီရောထေခိတောဩဘမောကတ္တဥပ္ပဒေပြိခန္ဓာစိတ်တံမာရာရိယဘာတဝေဆိုတော့ဓမ္မကပါဠိတော်ကိုရမကြီးကဟောလိုက်ဒီမှာခန္ဓာသဗ္ဗလံစိတ်တံနဲ့မင်းရဲ့စိတ်ဆိုတာကတုံမှုလို့နေရာမှာစိတ်ဆိုတာဖြစ်တာတော့ကြောင့်ဒီတိုင်းနဲ့တငြိမ်နေနဲ့ငြိမ်ထားမယ်ဆိုတော့မသူချက်ချင်ကြဘူးစိတ်ရောကသူရင်းနေရတဲ့နေရာမှာဆိုသူကနေကုန်နေတယ်မှုနဲ့ဒါခုပင်ကိုယ်သဘောဘယ်တော့မှရင်းမရသူရောကဟိုပြီးနေနေရမှာလေကောင်းမစမ်းလိုက်ရဒီနဲ့တော့ပါစင်မရဘူးရဲ့ခန္ဓာဒုနိဗ္ဗာန်တော့နိဗ္ဗာန်ဥတားမြဖို့ရများအတော်လေးခင်းနေဥဇုံကရောမေရာဝေးတဲ့သူ့ကိုထားတဲ့နေရာကိုမင်းဝေဒနာပေါ်မှာတော့မင်းဘယ်မှမရှိရဘူးလို့များသူ့ကိုထားနေတဲ့ပုဂ္ဂိုလ်ဒီကားလို့ရှင်ပြားခဲ့လို့များအဖြောင့်ထားနိုင်နေဆိုမှဖြင့်ဥဒ္ဒကာရောခန္ဓာကံရွက်ကဥဇုံကရောမေရာဝေးတခါတည်းနဲ့ပညာရှိတာဖြစ်မယ်မပညာရမယ်သူ့ကိုမင်းတို့ထားတဲ့နေရာကဒီမင်းတို့ဉာဏ်လေးကိုမင်းတို့ဉာဏ်စိတ်ကလေးပေါ့ကွာဝေဒနာပေါ်နဲ့ဝေဒနာပေါ်ကထားလို့ဝေဒနာတိုင်းကဒီပေါ်မှာထားနိုင်လို့ရှိရင်မင်းတို့ချက်ချင်းသောတာပန်တည်တယ်။ဒါတရားဓမ္မလို့
ရင်းပြီလားဝေဒနာပေါ်တော့ပေါ်နေတာဒီဉာဏ်စိတ်ကလေးကိုဒီပေါ်မှာထားမယ်ဆိုလို့ရှိရင်သူ့အပြေးမခံမဲနဲ့ထားမယ်ဆိုလို့ရှိရင်ချက်ရှင်းသွားတာမှတည်နိုင်တယ်ဘယ်နဲ့တည်နိုင်တာတော့ကွာဉာဏ်ကထားပါတော့တဲ့ဉာဏ်ဆိုတာတစ်ခါပြည့်ရင်9ချိန်ငုံပါတစ်ခါကြီး9ချိန်တစ်ခါကြီး9ချိန်တစ်ခါကြီး9ချိန်ဆိုတော့9ချိန်တော့ရေးရနိုင်တယ်ဝေဒနာဘုန်းကြီးထားတာတစ်ခါကြီးစိတ်က9ချိန်ပေါ်ပြီဉာဏ်9ချိန်ပေါ်ပြီနောက်ခါကြီးရတော့နောက်ခါကြီးရတော့အဲ့ဒါ9ချိန်ကြီးပေါ်နေမယ်ဆိုလို့ရှိရင်ဒါတွေဒီညာရဲ့မသွားဘူးရဲ့သွားရင်နှုတ်လုံးဝိပဿနာညာရဲ့တော့မညာဖြစ်ရတယ်ဘုရားနဲ့ဆိုလို့ရပါလားအဲ့တော့မင်းကဒီပေါ်မှာကိုမထားလို့ဒုက္ခများမရင်ရရှာဘူးမရင်တော့မညာဖြစ်တော့မရရရှာဘူးဝိပဿနာညာကမှမရင်တော့မညာဖြစ်ဖို့အရေးကတော့ဝေးတော့ရုံးနေတယ်ဒါဖြင့်ဒီနေ့ကစပြီးဒီကလာစိတ်ဓာတ်ကတည်းမှာတဲ့ဒီပရမရောကတော့စိတ်ဟာဘယ်ကအနိစ္စပေါ်လိုက်တယ်ဝေဒနာလိစ္ဆာပေါ်နဲ့လည်းသူထားလို့မရဘူး။ဒါနဲ့သူပဲသင်ထားရကြတယ်။မပြောင်းရင်ရောစိတ်ဝေဒနာနဲ့စိတ်ကောတဲ့လူကလိုက်နေတယ်။အဲဒီခါတော့မဖြစ်ချေဘူးကစိတ်ကဝေဒနာပေါ်မှာတော့မင်းဘယ်မှမပြီးနေတော့ဘူးဆက်ဆက်ဒီလည်းမသွားချင်ဘူးဝင်တဲ့စီလည်းမမသွားရတော့ဘူး။အဲဒီဝေဒနာပေါ်၌ကထားရမယ်ဆိုတော့ထားတဲ့ချိန်ကစပြီးလမ်းနဲ့ရနာဖြစ်တယ်။လမ်းနဲ့ကြတော့ဖြစ်တယ်။ဒါကဒါပဲဓမ္မတို့စိတ်ကိုခမည်းတော်ဉာဏ်စိတ်ကိုခင်ဗျားတို့ဝေဒနာဘာမှဘာမှမရှိတော့ဘူးဆိုလို့ရှိရင်ဖြင့်ခင်ဗျားတို့ကိစ္စပြီးပြီလားဒါဖြင့်ဘုရားလုံးနေတာလည်းတော်ကြပြီဆရာဘုန်းကြီးကဟောရှာတယ်ဘုရားလည်းလုံးရှာတယ်ဟိုလည်းတော်လုံးကြပဲဖက်နဲ့ကြောင့်တို့တွေကသတ္တဝါမတည်သေးပါလိမ့်မယ်ဆိုလို့ရှိရင်ထားတာမနေသေးဘူးဆိုသူနေထားတာဘုရားပြည့်မတယ်နဲ့ကိုပြည့်တဲ့ဒါကရင်းနေပြီလားဘာကြောင့်ပါလဲဒီဘောလာတာမနေလို့ပေါ့ဝေဒနာလေးဖြစ်တဲ့ဓမ္မကြီးဒီဉာဏ်ကြီးထားမယ်ဆိုတော့ဒါကစိတ်ရမနေတော့တော့ကြပြန်သွားရတော့ကြပြန်သွားရတော့ကြပြန်သွားရဆိုတော့ခဏရဲ့ဒါနေလို့လားကွာမနေလို့ပြန်သွားနေရအဲဒီကဒီမေသာရမရှိပကားသေးနေတာနဲ့အချိန်ကုန်သွားတာပဲမွန်းတဲ့သွားလို့ဒီလိုပြနေလို့လားအဲ့တော့ဘုန်းကြီးတွေမှာမွန်းတော့လည်းမစားရတော့ပကားသေးတွေကချိန်ကုန်သွားတော့ဆမ်းမစားလိုက်ရပဲလို့ဖြစ်မှာပဲခင်ဗျားတို့ဒီပေါ်တဲ့ထားပါဆိုရင်သူ့ဆော့သွန်းနေရတာနဲ့ဒီကမပြန်သွားလိုက်ပြီးသွားလိုက်ပြန်သွားလိုက်ဆိုတော့ပြန်ရှုချိန်ကိုအထုံနှမ်းလို့ရသေးရဲ့ပြန်လဲနေရတဲ့အချိန်ကများမျက်လီပေါ်နေပါလို့တော့ပြန်ထားနေရတာများရှုရတဲ့အချိန်ပါသေးရဲ့အဲ့ဒါတော့မရတာဘူးရင်းနေကြလားဒါတော့ဘာကြောင့်မရတယ်ဆိုတော့တို့တော့ရှင်းမလားဘာဖြစ်လဲဒီနေတော့မှာကောင်းတယ်ဘာဖြစ်နေလဲဒီလာအောင်တော့ဝေဒနာပေါ်ရောက်အခုပြန်တင်ဝေဒနာရောက်ပြန်တင်နေရတာနဲ့ပဲသူ့ကိုပြန်တင်နေတယ်ပြန်တင်လိုက်ပြေးလိုက်ပြန်တင်လိုက်ပြေးလိုက်ဆိုတော့ရှုတာဟုတ်သေးရတာတော့ဟုတ်တဲ့ခါကျတော့ဘယ်လောက်ပြေးကြတာဟုတ်ဖြစ်တဲ့ကိုမြင်နိုင်မှာတဲ့လိုက်လိမ့်ကြတာလိုက်တဲ့လိုက်လိမ့်ကြတာလိုက်ဆိုတော့ကြိုက်သေးရတာအဲ့ဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေမှာစိတ်ဓာတ်ဟချချေလို့ဖြစ်နေတယ်ထွက်ကြံခိုက်ကြပဲဘုန်းကြီးဘယ်နှခါတော့ခင်ဗျားတို့က6ခါမကဘူးထင်တယ်ဒီနေ့ထွက်တာကရင်းနေကြလားသူတို့က6ခါရင်ထွက်တာကို6ခါတဲ့6ခါဝင်ဒါဝင်ကြီးတော့ဘယ်နှခါထင်တော့မပြောတော့ပါဘူးအယူတော်များတော့လည်းဘာလဲမဆိုတော့ဘူးလားဘာလဲဘုန်းကြီးတွေကဘာကြောင့်ဒုက္ခသစ္စာရှိရတဲ့ဒုက္ခသစ္စာကိုပိုင်းခြားတဲ့ဉာဏ်မမြင်ပါလေမလို့မဲလို့ရှင်းဖြင့်မြင်ခြင်းသာသာသာပါအောင်သူနဲ့တက်အောင်မနဲ့ချိန်သားထုတ်နေတယ်ဒီလိုဖြစ်ရောင်းရင်းရအဲ့ဆိုတော့ဘာလဲဒါကဘုန်းကြီးတွေကဓမ္မတွေဟာဘာလို့နေတော့မဲလို့ရှင်းထားရနေဉာဏ်ကဝေဒနာပေါ်မှာထားမယ်ဆိုတဲ့ဉာဏ်လေးကပြင်းမဲ့ထုတ်ပြီးရှင်းမလားဒီလိုတော့ထားရတယ်သူနေရတာထားရနေမနေကြတဲ့ကိုကဖြင့်သူအလုံးမှန်ကိုလုပ်ဖြစ်သေးတယ်မလုပ်ဖြစ်တဲ့အခါကျလို့ရှိရင်သေရတဲ့တဏှာကြီးကသူ့လိုတော့မသိနိုင်ဘူးကွာမှန်လားတော့သိမှာပဲမှန်လားတော့အဲ့ဒါကြောင့်မနေ့ကဘယ်နဲ့ဖြစ်နေတော့လို့ဆိုလို့ရှိရင်ဝါရီဘောကအလေးကိတ်တော့တယ်ရေရည်ပြထားတဲ့ပုဂ္ဂိုလ်ကိုယ်တော်တင်လိုက်ပြီရှင်မဖြင့်ငါ့ကိုမြေထဲငါးကောင်ကိုပဲစီကိုယ်တော်တင်လိုက်စမ်းဗျာဘယ်လိုလဲလုပ်နေတာဆက်ပြလူနေတာသဘောကျဒီမှာလည်းခင်ဗျားတို့က
ဒီခါတော့မှနေရတဲ့စိတ်ကိုတခါရင်ဟုတ်လားမောပြန်ခေါင်းပြီးတော့ပြန်လိုက်တဲ့အခါကျတော့ရှင်ဒီစိတ်ကမနေဘူးဟုတ်တယ်လို့နေတာပဲဘာလို့ကိုမရဘူးရေကငါကိုယ်ရပြန်လိုက်တဲ့အခါတခါတော့ဆက်လက်လူးနေတယ်လို့ခင်ဗျားတို့စိတ်ကလည်းမောပြန်ခေါင်းပြီးတော့မောပြန်ဖြစ်အောင်လုပ်လိုက်ပြီးဆိုမှပြန်ဟိုနေကမနေဘူးသူကတောင်းပြေးလိုက်တယ်ဟုတ်လားအိမ်ပြန်လိုက်ဒီရောက်နေလိုက်ဟုတ်လားစားပဲရောက်ပေါ်လိုက်အိုးပဲရောက်ပေါ်လိုက်ဆိုရင်လည်းပဲရောက်လိုက်ကြမ်းတယ်လည်းပဲရောက်လိုက်ဘယ်နဲ့ဖြစ်နေကြရောရေကဘယ်တင်လိုက်တာလဲအမေကိုယ်တော်တင်နေဆိုရင်အန္တရာယ်မကင်းနေဘူးမကောင်းဘူးမပြောဘူးလေဗျာရင်းဗျာငါစိတ်ကလည်းငကိုယ်လေးကကိစ္စရှုပ်တော်တော့မှပြောနေရဖြစ်နေတော့လို့လို့လည်းအေးချမ်းနဲ့တယောက်တည်းမှနေရတော့မှပြင်းချောက်ကြီးပြန်လာတယ်ဖြူလို့ရင်းလို့လာတယ်ပြင်းချောက်ကြီးဒါကရင်းလို့လာအဲဒီလိုမျိုးများလို့ရအေးဒါကရဟန္တာကနာဘယနာဆိုလို့ရှိရင်တော့လူသမဏီဘာပဲကြီးလို့ဖြစ်ပြီးကြတာလေကျုပ်စင်6ချာချာတောင်ရှိကြပါသူ6နေတယ်တော့မကြောက်ဘူးတော့ကွာသူမ6တယ်သိကြတာဘာဖြစ်ကြတာလဲအဝိသကရောကြလားအဲဒါကလည်းတော့ငါတို့ဓမ္မတွေကဝါရီလဲဆိုကြတော့ဩကမောကတဥဒ္ဒောတခါတော့လောကရောကမောကထားလာတော့တာပဲပရိဖာနေရန်စိတ်တာမာရရိယံဘာတော်ရည်တုံလို့လာတဲ့စိတ်ဟူသေးသည်တဲ့မမေးနေရာမှာလွတ်ဖွယ်ရရေးဟာအတော့ကိုဝေးတယ်ဒါငါတို့ညံလေးကထားရစီမြင်မှသာလည်းဖွတ်တာမနော်ထားရစီမနေလို့ရှင်ခေါင်းကစိတ်ကြတဲ့တွေဟာ6ခါထွက်6ခါဝင်ဆိုတော့စိတ်လိုတိုင်းလိုက်နေတယ်ဆက်ချင်တော့လိုက်တာစိတ်ကထွက်တာပဲစိတ်ကဝင်တိုင်း6ခါထွက်6ခါဝင်ဖြစ်နေတော့သူ့မှာလောရကိစ္စပြီးသေးရဲ့ဒီကကားတော့ပြန်စိတ်ကြတဲ့တွေကမင်းဘယ်သူမှလက်ခံနိုင်မှာမဟုတ်ဘူးမျက်စိလိုက်လုံးမနေနဲ့တော့ဆိုပြီးမင်းကိုအနိုင်ယူပါတော့မယ်ဆိုပြီးကြလားစိတ်ကိုအနိုင်ယူလိုက်တဲ့အခါငါခိုင်းတဲ့နေရာမှာမင်းနေရမယ်လေစိတ်ကိုလည်းနိုင်ပါရောကွာဟိုအနိစ္စဘောတော့ဝေဒနာအနိစ္စဘောထိုက်တယ်ထားရနေတယ်လည်းသူ့လည်းနိုင်သွားပါရဲ့ထားရနေရလည်းသူနေပါရဲ့လမ်းနဲ့သောတာပန်တည်ဘူးမလားအဲဒါထားရနေရမနေရင်သောတာပန်မတည်ဘူးပေါ့ကွာထားရနေရနေလို့ရှိရင်ဒါကြောင့်ဓမ္မတို့သောတာပန်တည်မှုမတည်မှုပါလေယနေ့အတိတ်ပဲတစ်မျိုးပေါ်လာဘယ်လိုပေါ်လာကြလဲအားရနေပါဒီံသောတာပန်တည်မယ်အားရနေရမတည်လို့ရှိရင်ဘုရားက6ခါဆို6ခါဝင်ဖြစ်ပါဘူးရင်းနေလားဒါကြောင့်ခင်ဗျားတို့အိမ်ထဲမှာများတစ်ခါတည်းများသုံးဝင်တယ်ရှုပ်နေတယ်6ခါနဲ့ကြရတယ်ဖြစ်ကြတာတော့စိတ်ကမသိဘူးဘယ်ထားတဲ့နေရာမနေဘူးမမြင်မဲ့ဘယ်ကကောင်းဘူးအဲဒီကြတာကပြန်ဆိုရင်အဲ့ဒါပြန်ယူတာကောင်းမှာတကယ်ဆိုဒီမဲ့ကနေဆောင်တာကောင်းမှာတကယ်လည်းကြတာရောဘယ်ဝင်ရတာကောင်းမှာဒီမဲ့လူတွေရှုပ်တယ်ဒါကြတော့ဟိုကရောက်ကပြန်နေပြန်လာတယ်လူရှိတယ်ဒီသွားပါဦးမယ်ဘယ်နှုတ်နေတော့ဘုရားရဲ့ဒီဝေဒနာပေါ်နေရတာအဲ့ဒါအဲ့ဒါသောတာပန်မတည်တယ်များအားရမလို့ဘူးလိုရလာတော့ဘာလို့လဲဆိုခင်ဗျားရဲ့စိတ်ကိုခင်ဗျားတို့လိုရရင်ဌာနမှာထားလို့ရတယ်အဲဒီနေ့ကစပြီးဒီကလာခင်ဗျားတို့လိုရဌာနထားလို့ရှိရင်ဖြင့်တခါတော့ခင်ဗျားတို့လိုရကိစ္စပြီးမယ်ဆိုတာသဘောကျဒါကြောင့်ဓမ္မတို့ဒီစိတ်ကလေးနိုင်လို့ရှိရင်လေညာစိတ်ကလေးကိုထားရကိုနေပြီးဆိုမှဖြင့်ကိစ္စပြီးပြီးတာမှတ်ပြီးတော့ကြစိတ်ဟုတ်လားအဲဒီကဓမ္မတို့ဘယ်ဝေဒနာပေါ်လာလားဘယ်စိတ်ပေါ်လာလားဒုတိယချုပ်သွားတဲ့စိတ်ပေါ်မှာနတ်ဉာဏ်ကတာလေနတ်ဉာဏ်စိတ်ကတာမဟုတ်နဲ့တည့်တယ်ပြီအရင်ချုပ်သွားတဲ့ပေါ်မှာဘာလို့ရမလဲနတ်ဉာဏ်ကတည့်တယ်ပြီဒါကမှတော့အရင်ချုပ်သွားတဲ့ပေါ်မှာနတ်ဉာဏ်ကဘာလို့အဲ့ဒါချုပ်တိုင်းတည့်ပြီးနေရင်သူနဲ့ဒုက္ခနဲ့မက္ခနဲ့ကြီးဖြစ်နေမှာပဲချုပ်တိုင်းတည့်ပြီးရှိကဒုက္ခနောက်ကမက္ခဒါပဲချုပ်တိုင်းတည့်ပြီးရင်ဘာလဲရှိတဲ့ဒုက္ခနောက်ကမကဆိုတော့ဒကာဓမ္မတွေကမဲပြင်းနေတာသိရတဲ့ရန်သူကြီးကဒီထဲမှာဝင်ခွက်လာသေးရဲ့မလားသိရသေးရဲ့ဝင်ခွက်ချင်းပြသိရတဲ့ရန်သူအောင်ဆိုတာတရားအောင်နေတယ်ရှိကချုပ်တိုင်းနောက်ကမကရင်းတဲ့တဲ့ပေးနေလို့ချင်းဖြင့်
ဒီကရံသူဝင်လို့မရတော့ကြောင့်အရှုံးပေးကြတာကိုဒီကရံသူရှုံးပေးတယ်ဆိုတော့ဘာသာရှုံးပေးတာတော့မေးတော့ဝင်လို့မရလို့ရှုံးပေးတယ်ဝင်လို့မရဘုရားတာတာဆိုမက်ကတာဒါပေမဲ့ဒီကပယ်တယ်ဆိုတာဒီအချိုရှိတာပယ်လားဝင်လို့မရအောင်လုပ်တာအဲ့တော့မဲ့ဒီကပယ်တယ်ဆိုတော့ခင်ဗျားတို့ဒါနဲ့ခုတ်ပြီးပယ်လိုက်တယ်လို့အပြောမကြိုက်တာပယ်လိုက်တယ်လို့ဒီဟာမျိုးမဟုတ်ပါဘူးကိုယ်စိတ်ထားရနေလို့ရှိရင်ကိလေသာပယ်ပြီးသားဖြစ်ပါတယ်။ဘယ်လိုလဲ။ကိုယ်စိတ်ထားရနေမှာလား။ဒါကလည်းဓမ္မတွေသစ္စာခေါ်လိုက်ပါ။ရှင်းချုပ်သွားတာကသစ္စာရဲ့။ရှင်းဝင်လာလို့ချုပ်သွားတာဒုက္ခသစ္စာ။အဲဒီချုပ်တဲ့ပုံမှာထားနိုင်တဲ့တရားကချုပ်တဲ့ပုံထားနိုင်တာကမဂ္ဂသစ္စာ။သူထားနိုင်တဲ့စိတ်ရှိနေတော့ကြောင့်ကိလေသာဝင်လို့မရဘူးဆိုတော့အဲ့ဒါကဘာဖြစ်တာလဲ။ဟုတ်ရဲ့ဆိုတော့ဝင်လို့မရတဲ့အခါကျတော့ကိလေသာကဘာမှတွင်ကြောင်သူမလုပ်နိုင်တော့နောက်ခန္ဓာအထေတွေလာသေးတယ်။မလားဘာဖြစ်လဲ။အဲဒီလိုကိုယ်ကိုယ်ကြောင့်နေပါပဲလား။ဘာဖြစ်နေရတဲ့တရားမှာခင်ဗျားတို့ညာရတွေမှာလည်းအဲ့ဒီညာရဖြစ်တဲ့ပုံမှာခင်ဗျားတို့ညာလေးပြပါလိမ့်။ဝေဒနာတွေလည်းသူ့ပေါ်လာကိုခင်ဗျားတို့ညာလေးရတဲ့တဲ့တယ်ပဲ။ဒါပဲရှင်ကိလေသာရံသူအမောမြင်နေတယ်။အဲ့ဒီအမောမြင်နေတဲ့ကောဥဝနာဘွဲတွေကကျွတ်တို့အကုန်နိုင်တာပဲ။ဒီလိုကနိုင်ရင်ဥဝနာဘွဲတွေလည်းကျွတ်တို့မသိရတော့ဘူး။ရှင်းမလား။အဲ့ဒီနေ့ဒီရင်တော့ကြောင်းအချိန်ကြီးရရှိပြန်တရားဓမ္မတွေရတယ်တင့်တင်လေးခဏရသာဆိုရင်ကျောင်းမပေတံလေးတော့ပါသေးတော့ဗျာအဲ့ဒါလေးသူကလမ်းနေရှုတာနဲ့တခါလဲသူလမ်းနေသောတာပန်တည်ပြီးသင်္ကန်းတုပ်ကလေးနဲ့ခဏအကြောင်းသွားပြန်ဒီကဘာခဏအကြောင်းသွားပြီးကြလားရှင်ပြောဒီကားတော့ပြန်တပည့်တော့တွေးခြင်းတဲ့သစ္စာကိုမထုတ်ဘူးသောတာပန်ပြီးတော့ဟုတ်ပါဟုတ်ကလားနဲ့တော့ရဟန်းခံပေးခြင်းမူကွာဒီမှာဘယ်လိုလဲတင်းညံ့တာမဟုတ်ပါဘူးဗျာဒီကားတော့သူ့ရရှာကြပါဆရာနဲ့ရန်ခံပြီးကြလားပေးရန်ခံပြီးကြလားပေးတော့သောတာပန်ရဖြစ်သွားတော့ဗျာဒီနေ့ကသောတာပန်တည်တယ်ဒကာဓမ္မတို့ယုံပြီလားဒီနေ့ကသောတာပန်တည်တယ်အခုရန်ဖြစ်တဲ့တရားမထူးသေးဘူးမထူးသေးဘူးဘာမှမလုပ်ရသေးပဲရန်ခံတာပဲရှိသေးတယ်အဲဒီလိုနေပြန်တော့ဒီပြင်ရန်တွေကသူ့တွေ့နေပြီစိတ်ဓာတ်ကစိတ်လိုဆိုလိုက်တဲ့ဖြေပေါ့ဗျာဆက်ကြဆိုဆက်သွားတာပဲသူကဝင်နေဆိုပြောင်းလာတော့စိတ်ဓာတ်ကတည်းလို့သူနာမည်ပေးကြစိတ်ဓာတ်ကမင်းတွေကစိတ်လိုတောင်းနေမှာပဲကမင်းတော့မလုံးမဘူးဆိုတော့ဒီလိုရန်နှုံးကတော့ဆက်ဆံနှုံးကတော့ဗျာတဲ့ဟုတ်ပါတယ်ပဲအရှင်ဘုရားလည်းပြောတာအခုတော့မဆက်ဆံတော့ဘူးမဆက်ဆံတဲ့အတွက်တပည့်တော်မှာအခုတော့ပြန်စိတ်ချပါပြီဆိုတော့အရင်ကတော့တဏှာနဲ့ဆက်ဆံနေတယ်သူပြောတာပါအခုတော့တဏှာနဲ့ဆက်ဆံတဲ့အတွက်တပည့်တော်စိတ်ချပါတယ်လို့သူကသူပြောတော့ဘုရားဝမ်းတွေကဒီပုဂ္ဂိုလ်ဟာသူ့ကိုယ်သူရဟန်းဖြစ်တယ်ပြောတာတော့သောတာပန်တည်တယ်ပြောနေတာမဆက်ဆံတော့ဘူးလို့သူပြောတယ်ဘုရားကလျှောက်ကြရဟန်းကဘုရားကလျှောက်တဲ့အခါကျတော့ဘုရားကဒီပြီးတော့ဘယ်လမ်းနဲ့သောတာပန်တည်ခဲ့ပြီဆိုတာအဲဒီကဘုရားခင်ကိုလည်းကြဟုတ်တယ်တဲ့ခန္ဓာနာသဗ္ဗလံစိတ်တံဒီဝေကတော့နိဗ္ဗာန်ဥစ္စံကရောလိမေရာဟုဥဒ္ဒကာရောသေသနာဝါရိယောထေခိတောဩဘမောကတ္တဥပ္ပဒေပြိခန္ဓာစိတ်တံမာရရိယဘာတဝေဆိုတဲ့ဓမ္မရာပါဠိတော်ကိုယ်ရမကြီးကဟောလိုက်ဒီမှာခန္ဓာနာသဗ္ဗလံစိတ်တံနဲ့မင်းရဲ့စိတ်ဆိုတာကတုံမှုလို့နေရာမှာစိတ်ဆိုတာဖြစ်တာတော့ကြောင့်ဒီတိုင်းနဲ့တငြိမ်နေမဲ့ငြိမ်ထားမယ်ဆိုတော့မသူကြိတ်ကြည့်ကြလို့ဆိုတော့သူရင်းနေရတဲ့နေရာမှာဆိုသူကနေကုန်နေတယ်မှုနဲ့ဒါခုပင်ကိုယ်သဘောဘယ်တော့မှရင်းမရသူကဟိုပြီးနေနေရမှာလေကောင်းမလားဒီနဲ့ရတာဆိုရင်မရဘူးရဲ့ခန္ဓာဒုနိကတော့နိဗ္ဗာန်ဥတားမြဖို့ရများအတော်လေးခင်းနေဥဇုံကရောမေရာဝေးတဲ့သူ့ကိုထားတဲ့နေရာကိုမင်းဝေဒနာပေါ်မှာတော့မင်းဘယ်မှမရှိရဘူးလို့များသူ့ကိုထားနေတဲ့ပုဂ္ဂိုလ်ဒီကားလို့ရှင်ပြားခဲ့လို့များအဖြောင့်ထားနိုင်နေဆိုမှဖြင့်ဥဒ္ဒကတော့အနန္တကံရွက်ကဥဇုံကောရင်မေရာဝိတခါတည်းနဲ့ပညာရှိတာဖြစ်မယ်မပညာရမယ်သူ့ကိုမင်းတို့ထားတဲ့နေရာကဒီမင်းတို့ဉာဏ်လေးကိုမင်းတို့ဉာဏ်စိတ်ကလေးပေါ့ကွာဝေဒနာပေါ်နဲ့ဝေဒနာပေါ်ကထားလို့ဝေဒနာတိုင်းကဒီပေါ်မှာထားနိုင်လို့ရှိရင်မင်းတို့ချက်ချင်းသောတာပန်တည်တယ်တိုင်းတရားဓမ္မလို့ရင်းပြီလားဝေဒနာပေါ်တိုင်းကဒီဉာဏ်စိတ်ကလေးကိုဒီပေါ်မှာထားမယ်ဆိုလို့ရှိရင်သူ့အပြေးမခံမဲနဲ့ထားမယ်ဆိုလို့ရှိရင်
ချက်ချင်းသောတာပန်တည်နိုင်တယ်ဘယ်နဲ့တည်နိုင်တာတော့ကွာညာကထားပါတော့တဲ့ညာဆိုတာတစ်ခါပြည့်ရင်9 ကြိမ်ဟုတ်ပါတစ်ခါကြီး9 ကြိမ်တစ်ခါကြီး9 ကြိမ်တစ်ခါကြီး9 ကြိမ်ဆိုတော့9 ကြိမ်တော့ရေးရနိုင်နေရဝေဒနာဘုန်းကြီးထားတာတစ်ခါကြီးစိတ်က9 ကြိမ်ပေါ်ပြီညာ9 ကြိမ်ပေါ်ပြီနောက်ခါကြီးရတော့နောက်ခါကြီးရတော့အဲ့ဒါ9 ကြိမ်ကြီးပေါ်နေမယ်ဆိုလို့ရှိရင်ဒါတွေဒီညာရဲ့မသွားဘူးရဲ့တော့နှုတ်လုံးဝိပဿနာညာရဲ့တော့မညာဖြစ်ရတယ်ဘုရားနဲ့ဆိုလို့ရပါလားအဲ့တော့မင်းတို့ကဒီပေါ်မှာကိုမထားတဲ့ဒုက္ခများမရင်ရရှာဘူးမရင်တော့မညာဖြစ်တော့မရရရှာဘူးဘုရားညာကမှမရင်တော့မညာဖြစ်ဖို့အရေးကတော့ဝေးတော့ရုံးနေတယ်ဒါဖြင့်ဒီနေ့ကစပြီးဒီကလာစိတ်ဓာတ်ကတည်းမှာတဲ့ဒီပထမတော့ကတော့စိတ်ဟာခဏကအနိစ္စပေါ်လိုက်တယ်ဝေဒနာအိဋ္ဌာပေါ်နဲ့လည်းသူထားလို့မရဘူး။အဲသူပဲရှင်ထားရကြတယ်။မပြောင်းရင်ရောစိတ်ဝေဒနာနဲ့စိတ်သွားတဲ့လူကလိုက်နေတယ်။အဒီခါတော့မဖြစ်ချေဘူးကဆိုတော့ဝေဒနာပေါ်မှာတော့နဲ့ဘယ်မှမပြီးနေတော့ဘူးဆက်ဆက်ဒီလည်းမသွားချင်ဘူးဝင်တဲ့ဒီလည်းမသွားရဘူး။အဲဒီဝေဒနာပေါ်၌ကထားရမယ်ဆိုတော့ထားတဲ့ချိန်ကစပြီးလမ်းနဲ့ရနာဖြစ်တယ်။လမ်းနဲ့တော့ပါဖြစ်တယ်။ဒါပဲဒါပဲဓမ္မတို့စိတ်ကိုခမည်းတော်ဉာဏ်စိတ်ကိုခင်ဗျားတို့ဝေဒနာဘာမှတော့ဘာမှမရှိတော့ဘူးဆိုလို့ရှိရင်ဖြင့်ခင်ဗျားတို့ကိစ္စပြီးပြီလားဒါဖြင့်သူကလုံးနေတာလေတော်ကြပြီဆရာဘုန်းကြီးကဟောရှာတယ်သူကလည်းလှုပ်ရှာတယ်ဟိုလည်းတော်တော်လှုပ်တာပဲဆင်းနေကြောင့်တို့တွေကသောတာကမတည်သေးပါလိမ့်မယ်ဆိုလို့ရှိရင်ထားတာမနေသေးဘူးဆိုသူနေထားတာဘုရားပြည့်မတယ်နဲ့ကိုပြည့်တယ်ဒါကရင်းနေလားဘာကြောင့်ပါလဲဒီဘောကမနေလို့ပေါ့ဝေဒနာလေးဖြစ်တဲ့ဓမ္မကြီးဒီဉာဏ်ကြီးထားမယ်ဆိုတဲ့ကစိတ်ကြီးမနေတော့တော့ကြပြန်သွားရတော့ကြပြန်သွားရတော့ကြပြန်သွားရဆိုတော့ခဏရဲ့ဒါနေလို့လားကွာမနေလို့ပြန်သွားနေရအဲဒီကဒီမေစားရမရှိပကားသေးနေတာနဲ့အချိန်ကုန်သွားတာပဲမွန်းတဲ့ကားလို့ဒီလိုပြနေလို့လားအဲ့တော့ဘုန်းကြီးတွေမှာမွန်းတော့လည်းမစားရတော့ပကားသေးတွေကချိန်ကုန်သွားတော့ဆမ်းမစားလိုက်ရပဲလို့ဖြစ်မှာပဲခင်ဗျားတို့ဒီပေါ်တဲ့ကားလာဆိုရင်သူ့ဆော့သွန်းနေရတာနဲ့ဒီကပြန်သွားလိုက်ပြီးသွားလိုက်ပြန်သွားလိုက်ဆိုတော့ပြန်ရှုချိန်ကိုအထုံနှမ်းလို့ရသေးရဲ့ပြန်သွားနေရတဲ့အချိန်ကများမျက်ဒီပေါ်နေပါမျက်ဒီပေါ်နေပါလို့တော့ပြန်ထားနေရတာများရှုရတဲ့အချိန်ပါသေးရဲ့အဲ့ဒါကြောင့်မရတာဘူးရင်းနေကြလားဘာတဲ့ဘာကြောင့်မရတယ်ဆိုတော့တို့တော့ရှင်းတယ်ဘာဖြစ်လဲဒီနေတော့မှာကောင်းရပါဖြစ်နေဒီရအောင်တော့ဝေဒနာပေါ်ရအောင်ပြန်တင်ဝေဒနာရအောင်ပြန်တင်နေရတာနဲ့ပဲသူ့ကိုပြန်တင်နေတယ်ပြန်တင်လိုက်ပြေးလိုက်ပြန်တင်လိုက်ပြေးလိုက်ဆိုတော့ရှုတာဟုတ်သေးရတာတော့ဟုတ်တဲ့ခါကျတော့ဘယ်လောက်ပြေးကြတာဟုတ်ဖြစ်တဲ့ကိုမြင်နိုင်မှာတဲ့ဘယ်လိုလိမ့်ကြတာလဲတဲ့ဘယ်လိုလိမ့်ကြတာလဲဆိုတော့ကြိုက်သေးရတာအဲ့ဒါကြောင့်ဘုန်းကြီးတွေကဓမ္မတွေမဟာစိတ်ဓာတ်ဟတ်ချက်ချေလို့ပြင်နေတယ်ထွက်ကြံခိုက်ကြပဲဘုန်းကြီးဘယ်နှခါလဲခင်ဗျားတို့က6ခါမကဘူးထင်တယ်ဒီနေ့ထွက်တာကရင်းနေကြလားတော်တော်ရင်းနေပြီးတော့ကြောင်းလို့